ပရိသတ်များအားလုံးမင်္ဂလာပါရှင်ပရိသတ်များအားလုံးကိုကျမတို့ရဲ့ဒီ audio book channel လေးကနေကြိုဆိုလိုက်ပါတယ်ကျမတို့ရဲ့ channel လေးဟာဆိုရင်ပရိသတ်တွေအတွက်စိတ်ဝင်စားဖွယ်ရာဇာတ်လမ်းကောင်းလေးတွေကိုတင်ဆက်ပေးနေတာပဲဖြစ်ပါတယ်ရှင်ဒီနေ့မှာတော့ပရိသတ်တွေကိုတင်ဆက်ပေးမယ့်ဇာတ်လမ်းလေးဟာဆိုရင်တော့ရွှေမန်းသူလေးဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ပရိသတ်များရှင်ဇာတ်လမ်းလေးစတင်ခင်ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပြီး notification ခေါင်းလောင်းလေးကိုလည်းနှိပ်ပေးတော့ခဲ့ပါအောင်ဇလန်းလေးစတင်လိုက်ပါပြီရွှေမန်းသူလေးကျွန်တော်တနင်္ဂနွေနေ့စာလုံးကပြန်ရောက်ပြီးနောက်နေ့ပါပဲဇလန်းကစတယ်လို့ဆိုရမယ်ကျွန်တော်ပြန်ရောက်ရင်လုံနေချထုံးစံအတိုင်းရန်ကုန်မြို့ထဲလေးလာပြန်ဆိုပြီးမနေ့ကအိမ်ကနေစောစောထွက်ခဲ့တယ်အမေကအိမ်ကကားကိုယူသွားဖို့ပြောတာတော့ကျွန်တော်ရုံးလာခဲ့ဘူးလေရောက်ခါစားဆိုတော့ကားပြန်မမောင်းရသေးတာကတကြောင်ကားမောင်းရင်ကိုကြည့်ချင်တာတွေကြည့်လို့မရတော့မှဆိုတာကတကြောင်ပေါ့ဒါနဲ့လိုင်းကားပဲစီးစုလေးကိုထွက်လာခဲ့တယ်အိမ်ကထွက်လာခင်အမေကိုမေးခဲ့ရသေးတယ်ဘယ်ကားစီးသွားရင်ကောင်းမလဲလို့လေအမေကပြောတယ်ပါရမီထိုးပဲစီးသွားအဲ့ဒါကမြို့ကိုပတ်နေတာဆိုတော့တားတခါတည်းနေရာဆောင်ရောက်တာပေါ့တဲ့မစ်ကားဆိုတာမပေရှားကားဘူးမလားကျွန်တော်လေကားမတိုင်မှာပါရမီထိုးကိုပဲစောင့်စီခဲ့တယ်အမေကြားဖြတ်ပြောရရင်ညီမအဖြစ်ကြီးများတက်တိုးတက်နေပါလားကားမတိုင်တော့ကြကြနက်နက်ဆောက်ထားတဲ့တံပရိတ်အမိုးကအဆောက်အဦတွေဖြစ်နေတယ်ထိုင်ကုန်တွေကလည်းအစီအီနဲ့ကွန်တတွေအမိုက်ထည့်ရဆိုတဲ့အမိုက်ပုံးလေးလေးအသင်းပြတခုပဲရှိတယ်အမိုက်ပုံးမှာအမိုက်တွေပြည့်နေတာတော့အသိညာသေးတာရှိတဲ့ထိုင်ကုန်လေးနှလုံးကိုဈာနေရောက်တဲ့အမျိုးသမီးကနေရာယူထားတာကလွှဲရင်ပေါ့ချိုင်းခွက်တွေအပြည့်နဲ့ကတ္တရလန်းကိုတော့ထည့်မပြောတော့ဘူးကျွန်တော်လည်းဟိုကြီးတကြီးနဲ့ရန်ကုန်မြို့ရဲ့ပြောင်းလဲမှုတွေကိုလေ့လာလိုက်တာပေါ့လေအဲ့ဒီချိန်မှာပဲပါရီကားကစိုက်လာတယ်ကားပေါ်တက်ခင်စုလေသွားတာဟုတ်လားမဟုတ်လားကြည့်လိုက်တော့ကားရှိအမှန်ပေါ့I play ဆိုပြီးရေးထားတာတတ်တွေ့တယ်တော့ဒါအမေပြောတဲ့ကားကိုကက်နဲ့စီးရတဲ့စနစ်ပဲဆိုပြီးသဘောကျသွားတယ်ကျွန်တော်ကကမ်ရှိတော့ပတ်စံပေးပြီးတော့ပဲစီးရမှာပေါ့အဲ့ဒါနဲ့စပေယာကိုပတ်စံပေးမယ်လို့တော့ကို့ရှေးကတက်သွားတဲ့ကောင်မလေးကစပေယာကိုကက်လေးတစ်ခုပေးလိုက်တာတွေ့တယ်စကတ်ထမိန်ဝတ်ထားတဲ့ကောင်မလေးကကိုယ်လုံးတောက်တောက်လေးဖြစ်နေတာရင်ဆက်စွချနာရဲ့နဲ့ထဲကိုတုံးဝင်သေးပဲခက်တီတီနဲ့ရက်ကြည့်နေလိုက်တယ်ဟိုက်စပေယာရဲ့လေဘင်းမှာဆက်လေးလုံးဆွဲထားတယ်ဟာကြည့်လိုက်တော့ကင်မရာလိုအားလိုနဲ့ခေါင်းကကောင်းမလေးပေးလိုက်တဲ့ကက်ကိုဆက်ထဲထိုးထည့်လိုက်တယ်ပြီးတော့သူကကောင်းမလေးကိုပြန်ပေးလိုက်တယ်သူ့ဟာဒီလိုကြီးလားတော်သေးတယ်စပေယာကသူ့ဘာသူလုပ်ပေးလို့ပေါ့မမို့ဆိုစောကကောင်းမလေးစပေယာနာကတ်သွားပြီးရှင်ဘက်ကစကတ်ကိုကတ်နဲ့ထိဖို့ဆွဲမှာဟာပဲဖြစ်ဖြစ်ကန်းနဲ့တုံးလို့ရတာကအစ်စ်မြင့်လာတယ်လို့ပဲပြောရမှာပေါ့ကျွန်တော်လည်းကြားတဲ့ငွေကိုပေးလိုက်ပြီးအစွန်ကထိုင်ကုန်မှာထိုင်ပြီးလိုက်လာခဲ့တယ်ဟောကြည့်ဒီကြည့်ပေါ့စုလေရောက်တော့ဆင်းပြီးဟိုငိတင်ကြီးရှောက်သွားပြီးတော့တယ်ဒီလိုနဲ့ပဲအချိန်2 နာရီလောက်ကြာတော့လက်လျှောက်လာရတာခြေထောက်ကောင်းတာနဲ့အိမ်ပဲပြန်လာခဲ့တယ်လေဒီတစ်ခါတော့ပါရမီမစင်းနိုင်တော့ဘူးဘိုက်ထဲကကြုတ်မြည်နေတာရောအမေလက်ရလေးစားချင်တာရောတစီပဲငါစီလာခဲ့တယ်လေအမေတစီစီလာရင်းထဲမှာစဉ်းစားမိတယ်တစီကလည်းငါနဲ့တော်တော်လိုက်တယ်လို့ဘာတဲ့နံပြေကိုကချူဆိုပါလားအိမ်ပြန်ရောက်တော့အမေကအပေါဝကစီးကြိုစောင့်နေတယ်လေအဲ့ဒါနဲ့ဘာဟင်းချက်လဲလို့မင်းမေပြေတော့အမေကတားကြံလာတာအတော်ပဲအခုပဲဒေါ်ရင်ဖုံးဆက်တယ်
အမေမျက်နှာရိပ်မျက်နှာကဲအပြင်ဒေါ်ရင်ဆိုတဲ့နာမည်ကြောင့်ကျွန်တော်ကိစ္စတစ်ခုတော့ရှိပြီဆိုတာရိပ်မိလိုက်တယ်ဘာလဲအမေဘာကိစ္စဖြစ်လို့လဲအေးဒေါ်ရင်ကပြောတယ်အမေတို့တက်နိုင်ရင်ညနေလာခဲ့ပါလားတဲ့သူတို့ကအလုပ်ကိစ္စတစ်ခုနဲ့ဒီတစ်ပတ်ထဲမှာခီးထွေးရမယ်ပြောနေလို့ဟမ်ဟုတ်လားဒီနေ့ညဆိုတော့ဟုတ်တယ်သားအမေလည်းအဲ့ဒါကိုပဲပြောမလို့ဒေါ်ရင်တို့ကလည်းအားနာနေတာဟိုဘက်ကအလုပ်ကိစ္စကလည်းတော်တော်အရေးကြီးလို့ပါတဲ့အင်းလေဒါဆိုတော့လေတောက်ကြတာပေါ့အမေခုတော့ထမင်းစားကြတာပေါ့ရတယ်လေတာထမင်းစပွဲကအဆင်သင့်မယ်အဲ့ဒီကိစ္စကိုပြောချင်လို့နာပြီးကားလက်မရဖို့ကရှိသေးတယ်မလားအမေပြောမှကျွန်တော်လဲဘာဖြစ်လို့အမေကအပေါင်းဝကနေဒီစကားကိုစီးပြောလဲဆိုတာသဘောပေါက်တယ်အမေကလည်းရန်ကုန်မန္တလေးပြန်ကားတွေကပေါ်လို့အမေကလည်းရန်ကုန်မန္တလေးများကားတွေကပေါ်လို့စိတ်မပူနဲ့ကျွန်တော်ပိုင်ပါတယ်အမေလည်းကျွန်တော်ရဲ့ရေးရေးကြီးအာမခံစကားကြောင့်ဘာမှထပ်မပြောတော့ပဲနောက်ဖေးဖက်တန်းဝင်သွားတယ်ကျွန်တော်လည်းစာပေလောကကဝဲလာတဲ့နေဝင်းမြင့်ရဲ့စာအုပ်ကိုဇွဲပေါ်တင်ရင်ထမင်းစားခန်းနဲ့တန်းဝင်လာခဲ့တယ်ကျွန်တော်လည်းထမင်းစားခန်းအပြက်အဖေကအိမ်ပေါ်တက်ကနေဆင်းလာတာနဲ့စုံတယ်လေအဖေထမင်းစားမှလားဆိုပြီးလှန့်ခေါ်တော့အေးစားတာပေါ့လို့ဆိုပြီးမိသားစုထမင်းလက်ဆောင်စားဖြစ်ကြတယ်အမေရဲ့ထမင်းဟင်းကိုမစားတာကြတော့ကောင်းမှကောင်းဖို့ထမင်းစားပြီးတော့အမေကိုဂရီပေးခဲ့တဲ့ကိစ္စကိုကောင်းထည့်ဖို့အိမ်ကဖုန်းကိုဆွဲပြီးမယတာကိုတက်လာခဲ့တယ်နောက်တစ်တွေဘလို့ပြောင်းလဲတယ်လီဖုန်းလိုင်းမမိတာကတော့ပြောင်းလဲသေးတာမို့လိုင်းမိတဲ့နေရာကကြောက်ရမယ်လေမယတာရောက်တော့အသင့်ရှိတဲ့လက်ကထိုင်မှာထားရင်ဖုန်းဆောင်ထဲကမားနဲ့စားတဲ့နာမည်ဟန်နဲ့စားတာပါရှာလိုက်တယ်ကျွန်တော်ရှာနေတဲ့နာမည်တွေကတော့နာမည်တူတာနှစ်ခုဖြစ်နေလို့နောက်တစ်ခုကိုနှိမ့်လိုက်တယ်ထောက်ဆိုင်အတိုင်းရန်ကုန်မြို့တွင်အချင်းချင်းခေါ်လာတော့လိုင်းကချက်ချင်းဝင်မယ်စက္ကန့်လောက်စောင့်ရတယ်ဟယ်လိုမမီနဲ့ပြောချင်လို့ပါလာထူးတဲ့ကောင်မလေးတယောက်အတန်ကြာတာနဲ့ကျွန်တော်တွေ့ချင်တဲ့သူကိုပြောလိုက်တယ်ဆိုင်ကဖုန်းမသိနေလို့ကျွန်တော်တွေ့ချင်သူဟုတ်တယ်ဆိုတာသေချာမသိတာကြောင့်တစ်ဖက်တန်ကခဏညင်သွားပြီးမှအကူဘယ်တော့မှပြန်ရောက်တာလဲဒီတစ်ခါတော့ဘသူဆိုတာကျွန်တော်သေချာသွားပြီပြန်မေးတဲ့ပုံစံနဲ့ချုံများတဲ့အတန်ကြောင့်ဒါဘသူဆိုတာထပ်မေးကြမလို့တော့ဘူးဟုတ်တယ်မမီမနေ့ကပြန်ရောက်တာဟုတ်လားအကူဟိုမှာတော်တော်ကြာနေနော်အေးကြာတယ်လို့ပဲပြောရမှာပေါ့ဟဲအော်ဒါနဲ့အကူမမီစီဆက်တာဟဲ့နင့်စီဆက်မှာတော့ကားလည်းမလိုချင်လို့ပေါ့ဒါနှစ်ဆိုင်ဖုန်းမဟုတ်လားပြောအကူဘဲကိုလဲမန်းလေးကိုပဲလားဟုတ်တယ်မန်းလေးကိုပဲဒီနေ့ညနေဟင်အကူကတော့လှုပ်ပြီးညနေသွားမှကိုအခုမှဝဲရလားဒါနဲ့ဘယ်နှယောက်လဲအကူတယောက်ထဲလားမဟုတ်ဘူးအားလုံးပေါင်း3ယောက်အဖေရောအမေရောအေးဒုက္ခပဲနေအောင်အကူတစ်ဖက်ကစကားပြောတန်ညင်သွားပြီးသူတို့အချင်းချင်းလှမ်းပြောတန်တွေတူတူလေးကြားလိုက်တယ်အမတွေရောညီမတွေရောရှုပ်နေတာပဲခဏနေတော့မှအကူရိုး expect ကားပဲရမယ်ဟာရတယ်နေကလည်းရိုးလဲရိုးမဟုတ်ပဲစမ်းနာတွေရှိသေးလို့လားအမေအကူနော်မနိုင်ငံများထင်သေးလို့ကျွန်တော်နည်းနည်းအတန်ကျေသွားသလိုနှလုံးလည်းပြုတ်သွားတယ်မိမိအဲ့ဒါကမရတော့ဘူးလားရရင်စီးကျင်တယ်ဟင်အခုကလည်းအခုကြမှာတော့ဘယ်ရတော့မလဲမန်းလေးကအပြန်ကြားမှာစီးလာခဲ့တော့ဒါနဲ့လက်မှတ်ကအကူလာယူမှာလားအေးလာယူမယ်
နင်ပဲချင်းအားလဲပဲချင်းအားလဲဆိုအလုပ်ဆင်းမှအားမှာပေါ့အကိုကမှကြုံပြောတာနောက်ဆုံးစကားတွေလမ်းမကောင်းလို့ပဲလားကျွန်တော်ပဲနားလေးတော့လို့လားမသိမိမိအတန်ကနည်းနည်းတိုးသွားတယ်မိဆိုတာကလည်းပြောရမယ်ဆိုရင်ကျွန်တော်ရဲ့ GTC မှာညီမလေးများစွာတွေကတယောက်ဆိုတော့အချိန်ရရင်တော့တွေ့ချင်ပါသေးတယ်အော်အေးဒါဆိုလည်းအကိုခုပဲလာယူလိုက်မယ်နင်အားရင်လည်းမဲလေးကပြန်ရောက်မှတွေ့ကြတာပေါ့ဟုတ်ဒါပဲနော်အကိုဒီမှာဖုန်းနေမြည်နေလို့ကျွန်တော်အားနာသွားတယ်မိမိတို့ခီးသားအကျိုးဆောင်လုပ်ငန်းကနာမည်ကြီးမှုအလုံးများတယ်ဆိုတာကျွန်တော်သိနေတယ်လေအေး sorry မိမိနောက်မှာပဲကျွန်တော်ဖုန်းပြောပြီးအောက်ပြန်ဆင်းလာတော့အမေကိုအိမ်ထဲမှာဖြစ်စည်းတွေထွက်နေတာတွေ့လိုက်တယ်တာဘဲကိုလည်းကားလက်မှတ်ရှာလားအမေကလည်းပိုင်ပါတယ်ဆိုမှကျွန်တော်စကားကြောင့်အမေကပြောင်းလိုက်တယ်ကိုအသားကြောင့်တိတ်နေသည်မို့ဆက်မမေးတော့ပဲဆောင်းကိုပဲဆက်ခောက်နေတယ်လေကျွန်တော်မှဆက်မေးရင်လေကံပဲပြင်ပြီးမှအမေကသူ့အလို့သူဆက်လုပ်နေလို့အတော်ကတိကအောက်ဖြစ်သွားတယ်အမေတွေများအတော်ခက်သားဖြစ်သူပြောတာတော့နောက်ထောင်ချင်မို့ဒါနဲ့ကားချီခွဲနဲ့ထွက်လာခဲ့တယ်ရှင်မန္တလာအစိမ့်မြင့်ခီးဆယ်ပို့ဆောင်ရေးဆိုတဲ့ဆိုင်းဘုတ်ကြီးချိတ်ထားတဲ့ခီးသားနောက်ခုဆောင်မထားရင်ဟိုတီငင်းနေမိတယ်တော့ရှင်မန္တလာတော့တော်တော်အောင်မြင်သွားပါလားဟုတ်တယ်ကျွန်တော်တို့အရင်တုန်းကဆိုရန်ကုန်မန်လေး expect ကားဟာညမလာထုံးမဲ့တိတာလေအခုကျတော့ရွှေမန္တလာမင်းနေယူမလာတော့အဆရှိတာစုံလို့ပါလားကြည့်နေရင်းနဲ့မိမိပြောတဲ့ကားရစီကထွက်လာတာတွေ့လိုက်တယ်ကျွန်တော်အမေလက်ကိုကုတ်ပြီးလှမ်းပြောတယ်မမေအဲ့ဒါစီတွင်စင်ကထုတ်တာလေအခုရန်ကုန်မန်းသွေးဆွဲနေပြီးတိလားအမေကဘာမှပြန်မပြောသူသိပါရဲ့ဆိုတဲ့သဘောနဲ့ပြုံးပြီးခေါင်းမငိမ့်နေတယ်ကျွန်တော်စကားကြတော့လို့ထင်တယ်အမေဘေးကထိုင်နေတဲ့အဖေကကိုကြော်ပြီးမင်းဘာမှရှောက်ပြောမနေနဲ့ပြောတော့ပိုင်ပါတယ်ဆိုပြီးခုံလေး3ခုတောင်တစ်ဆက်တည်းမရဘူးဟင်အဖေစကားကြောင့်ကျွန်တော်နည်းနည်းနင်သွားတယ်ဘိုးတော်သားဖြစ်သူကိုဘယ်ချိန်ကလေးကနှိတ်ခုတ်ဖို့ချောင်းနေလဲမသိဘူးအထွန်းတက်ထောက်ဆက်အတိုင်းပြန်ပြောမယ်ပြင်းတော့ကားပေါ်မှာနေရယူနိုင်ပါပြီဆိုပြီးချင်ညာတဲ့အတန်ကြားလိုက်ရတယ်ကျွန်တော်လည်းယောက်ျားကြီးတယ်အဖေကိုမျက်စောင်းထိုးပြီးကားပေါ်တက်ဖို့နေရာယူလိုက်တယ်ကားပေါ်တက်လိုက်ရင်တက်လိုက်ချင်းပဲအေးများတဲ့အေးရကောင်းကစောင့်ကြုံနေတယ်လေကျွန်တော်ရဲ့ခုံနံပါတ်က26စီရှောက်လာခဲ့တယ်အဖေပြောလဲပြောချင်စရာပဲလက်မှတ်ဝယ်တဲ့အချိန်နောက်ကျနေတော့ခုံနံပါတ်တွေကတခြားစီဖြစ်နေတယ်ခုံနံပါတ်26ရောက်တော့ဘေးကဘသူလဲကြည့်လိုက်တယ်ခုံကအလွတ်ဖြစ်နေတာတွေ့တော့ပျော်သွားတယ်မိုင်းလာကြည့်လားငါတယောက်တည်းစီးရတော့မှာပေါ့ဆိုပြီးဒါပေမဲ့နောက်ကလူနဲ့ဘေးကလူတွေကြည့်တော့လူအဖြစ်နေတယ်မဖြစ်နိုင်ဘူးမလာသေးတာနေမှာပေါ့ဆိုပြီးစဉ်းစားရင်ကျွန်တော်လက်ဆက်ကိုအပေါ်ကစင်ပေါ်ထိုးထည့်ပြီးကိုယ်ခုံမှာပဲဝင်ထိုင်လိုက်တယ်လမ်းဟိုဘက်ခုံမှာတော့ဘောတော်တယောက်နဲ့6တိတ်တကောင်ထိုင်းနေတယ်လေအသက်ကြီးအမျိုးသမီးကြီးတွေရဲ့ထုံးစံအတိုင်းစိုက်ကြီးမှုခြာတိုက်တောင်ကြောက်ကက်ထိုင်နေရတယ်ဖျားငါဘေးနာလာမဲ့သူကဒါမျိုးမဖြစ်ပါစေနဲ့ဟုတ်တယ်လေပြောရရင်ဒေါ်လေးဆိုတာတွေကိုကျွန်တော်ကဟို2ယောက်လောက်မကြိုက်ဘူးဟေးလက်ကအဖွားကြီးတွေဝင်းထိုင်ပြီးတော်တော်ကြာတဲ့အထိကျွန်တော်ရဲ့ခီးပေါ်ကရောက်မလာသေးဘူးအင်းနောက်ပဲကြာတာလားမလာတော့တာလားဒါမှမဟုတ်လမ်းကပဲတက်မှာလားဖတ်ဖို့နေနံပါတ်ပေးတော့ကလည်းအမေကပေးလိုက်တာဆိုတော့ကိုဘေးကလူဘယ်သူလဲဆိုတာတော့ကျွန်တော်မသိလိုက်ဘူးအဲ့ဒီချိန်မှာပဲသူမကို
ကျွန်တော်မြင်လိုက်တာပါမြင်မြင်ချင်းစိတ်ဝင်စားမိတဲ့ဆိုရမယ်တကယ်သူမကကျွန်တော်စိတ်ဝင်စားစရာကောင်းလောက်အောင်မိုက်နေတယ်လေညမဝတ်စုံလို့ပြောရမယ်ခဲရောင်ရင်ပုံးနဲ့ထမိန်ကိုဝတ်ထားတဲ့သူမကတယောက်တည်းကားပေါ်ကိုခုမှတက်လာတဲ့အတွက်ထထင်ရှားရှားဖြစ်နေတယ်ကျွန်တော်စိတ်ဝင်စားမိတာကညမလှလေးဖြစ်နေတာတဲ့သူမရဲ့အသင်ပြင်ကြောင့်ပြောရမှာပေါ့သူမကခဲရောင်စားကောင်းစီးပဝါလေးကိုခေါင်းမှာချိထားပြီးနေကမျက်မှန်ဝိုင်းလေးတစ်လက်ကိုနှစ်ဖူးပေါ်ဆန်နယ်ကြားထိုးတင်ထားတယ်ခဲရောင်မင်းသမီးလေးပေါ့နေကမျက်မှန်ကတက်ထားတာကမဟုတ်ပဲဒီတိုင်ခေါင်းမှာထိုးထားတာဆိုတော့မျက်နှာဖူးဖူးလေးကအရှင်သာပေါ်နေတယ်လေအဲ့ဒီအချိန်မှာပဲသူမကားနောက်ဖက်ရှောက်လာလို့ကျွန်တော်အကြည့်ကိုမျက်နှာကနေအောက်ဖက်ကိုနည်းနည်းဆင်းလိုက်တယ်ခဲရောင်ရင်ပေါ်အင်ကြီးဟာလက်စကားလေးဖြစ်ပြီးလက်မောင်းကနေတောက်လျှောက်စားပါလေးသာဖြစ်နေတယ်လေသူမဝတ်ထားတာထမိတ်စကတ်ပါလားခြေအကြမှာဝင်းရကနေဖြစ်သွားတဲ့ခြေတစ်လုံးလေးပေါ်သားလို့ပဲလေးနဲ့ပဲလို့တွေးလိုက်တယ်ကျန်တဲ့သူတွေထိုင်နေတဲ့အချိန်သူမတယောက်တည်းကမတ်တက်မှုအားလုံးသောခရီးသည်တွေရဲ့မျက်လုံးကသူမပေါ်ရောက်နေတယ်လေဒါပေမဲ့သူမကတော့ခက်တတီကျွန်တော်သူမကိုကြည့်နေရင်တယောက်တော့သူကိုသွားမြင်လိုက်တယ်ဒီကောင်မလေးပုံစံကြည့်ရတာမင်းဦးရဲ့မောင်တို့ချယ်ရီမြေတွေကခင်သန်းတို့ဒီဇိုင်းပါလားလို့ကိုလုံးကိုပေါရောဝိပုံစားပုံရောခင်သန်းတို့တကြံမှာရုပ်ဖြက်ပြီးရေဖက်ခံထွက်တုံးကပုံစံနဲ့သားဆင်နေတယ်လေကျွန်တော်နားရောက်လာတော့လမ်းလျှောက်တာရက်သွားတယ်ဟုတ်တော့ငါရဲ့နံပါတ်25မြလားကျွန်တော်ထင်တာမလွဲပါဘူးနည်းနည်းလောက်ဆိုတဲ့ခက်တီတီနဲ့စကားတန်လေးအစုံမှာကျွန်တော်ထပြီးတော့လမ်းဖက်ပေးလိုက်တယ်ခြေကလူကခုံကုန်းနည်းနည်းနောက်လက်ထားလို့သူမဝင်သွားတဲ့အချိန်ခြေထောက်ကတော်တော်ရုပ်လိုက်ရတယ်လေခြေလုံးသားဝင်းဝင်းလေးတွေတော်တော်ပေါ်သွားတယ်နောက်ပြီးကတ်တိချုပ်ထားတဲ့ထမိန်ကြောင့်တင်သားဖြစ်ဖြစ်ဖိုးဖိုးဝါးဝါးလေးတွေဖောင်းထလာသလိုအဲ့ဒီချိန်မှာပဲအနောက်ဘက်ကနေဟုတ်ဆိုပြီးချောင်းစိုးတဲ့ကြားလို့ကျွန်တော်မလုံးမလဲညနာလွှဲလိုက်ရတယ်ကြည့်လိုက်တော့နှခုံးကြောကကလတိန်စီကဖြစ်နေတယ်လေစိတ်ထဲနည်းနည်းပူသွားပြီးကြည့်ဆဲလိုက်တယ်ခွဲမသားကလားပေါ့ညီမပြီလာပြီးတော်တော်ရောက်တက်နေကျွန်တော်ပြန်ဝင်ထိုင်ပြီးကားကဆောက်ထွက်ပြီးအစောကမြစ်တာတုပ်ဘောစင်တုပ်တီဘာတွေထည့်ထားတဲ့ခွေလည်းရက်သွားပြီလေသူတို့နောက်ထပ်အခွေတစ်ခွေထည့်လိုက်တယ်ကျွန်တော်လည်း TV ကိုသာဖမ်းကြည့်လိုက်တော့တယ်မျက်စိဆောင်ပြီးဘေးနားကိုကြည့်တော့ကျွန်တော်ရဲ့ခင်တန်းနုလေးကအပြင်ကိုငေးနေတာတွေ့လိုက်တယ်လိုက်ပို့တဲ့သူကများနှောက်ဆက်တာလားလို့ရောပြောင်ပြီးကြည့်တော့သူမှမတွေ့ဘူးလေဘာရဲ့မို့ကျွန်တော်အသက်ကိုပြင်းပြင်းရှူပြီးငါနဲ့နော်မှန်ဘက်ကိုကပ်ပြီးလမ်းပေါက်ကိုငေးနေလို့ကျွန်တော်ရဲ့ခင်တန်းနုလေးကိုအားမနာနဲ့ကြည့်နေလိုက်တယ်စပင်းလေးတွေကိုခေါင်းစည်းပို့ရတဲ့တိုင်းစီထားလို့လေကောက်သားဝင်းဝင်းလေးတွေကနည်းနည်းပို့နေတယ်လေကောင်မလေးကမဖြူပါဘူးညိုတယ်လို့လည်းပြောလို့မရဘူးဝဝဝင်းဝင်းလေးလို့ပြောရင်မှန်တယ်အလဲဝတ်ထားတဲ့အင်ကြီးကအပါစားကျွန်တော်သိချာချင်းမိပါသတိထားမိတယ်ကောင်မလေးကဘောလီမွေးပဲရာဝတ်ထားတာဗျဒါကြောပဲအင်ကြီးသားအချီသားလို့ဖြစ်နေလို့ကျုပ်သေးနဲ့အနက်ရောင်လို့ထင်ရတဲ့ဗလာလေးရဲ့အရာကပေါ်နေတယ်လေဘလို့ဟာလေးလဲဟာရိုးရိုးလေးမှိုက်နေတယ်လို့ပဲဆိုရတော့မယ်အမှန်ကဒါမျိုးအင်ကြီးဝေးရင်မိန်းကလေးတော်တော်များများဘောလီပဲဝတ်ကြတာလေဒါကြောင့်မို့ဟိုတယောက်ကစားဘောလီမမဆန်းဆိုပြီးရေးတာအခုကျွန်တော်ရဲ့ခင်တန်းလူလေးကြမှာစားဘောလီနဲ့မဟုတ်ပဲဇာဘရာနဲ့ဖြစ်နေတယ်လေခွေးဟုတ်တော့ဖြုတ်ကြည့်ရမှာသိမှာဝတ်ထားတဲ့ဗရာပြောတာပါ
ခြားမတွေ့ကြနဲ့ဟိုတွေးတီနဲ့ကြာသွားမှတတိယသွားတယ်ကောင်မလေးကရှေ့ဘက်ကိုပြန်လှည့်မလာသေးပဲလမ်းမဘက်ကိုပဲငင်းနေတာကိုကောင်လေးတစ်စောင်းမို့ခက်ရွရွလေးဖြစ်နေတယ်လေကျွန်တော်စိတ်တမျိုးဖြစ်သွားတယ်သူဒီဇိုင်းယောက်ျားတစ်ယောက်နဲ့ထိုင်ရလို့မြတမျိုးဖြစ်နေတာလားအင်းငါဘာလို့ပေးရမလဲတကယ်ဆိုကျွန်တော်လည်းကိုယ့်တိတ်ခါကိုထိနေသူထိုင်လာတော့မှအချို့တော့ယောက်ျားတွေထိုင်နေတဲ့ပုံစံဖြစ်နေတဲ့ပေါင်နှစ်ချောင်းကိုကားပြီးပစ္စည်းပြတဲ့ပုံစံမျိုးထိုင်နေတာမဟုတ်ဘူးတကယ်လို့အဲ့လိုခြေကားရထိုင်နေတာဆိုရင်တော့တမျိုးပေါ့ခုတော့အဲ့ဒီချိန်မှာလေးဖြူခွေကစောမျက်နှာ15ကိုရောက်သွားတယ်ဒီတချင်းကိုကြားတော့ခင်တန်းလူလေးကရင်းပေါက်ကရှေ့ကိုလှည့်လာတယ်လေအခွင့်ကောင်းကိုစောင့်နေတဲ့ကျွန်တော်ကညီမထိုင်ရတာအဆင်ပြေလားတက်နိုင်ဆုံးချိုးသွားစွာမေးကောင်မလေးတွေချတတ်တဲ့မျက်နှာပေးနဲ့ကျွန်တော်ပြုံးပြလိုက်တယ်အမေသူမကတော့ခက်တီပဲနှလုံးလေးဝင်းကြည့်ရုံကလွဲလို့ဘာမှမပြောဘူးအဲ့ဒါနဲ့ကျွန်တော်ကပဲဆက်ပြောရတယ်ဟိုလေထိုင်ရတာအဆင်မပြေခုံလန်းပေးလို့ပါဟိုရှိကခုံတစ်ပတ်88မှာထိုင်နေတာအခုအဖေနဲ့အမေပါတကယ်လို့စိတ်ထဲမှာတမျိုးဖြစ်တယ်ထင်အခုအမေနဲ့နေရချင်းလဲပေးပါမယ်ခင်သန်းတို့သေးစားလေးကအခုကြာမှကျွန်တော်စကားကိုသဘောပေါက်သွားတယ်ပြုံးနဲ့ရပါတယ်ကျွန်တော်နေတတ်ပါတယ်ညအဖေနဲ့အမေကိုအားနာစရာပဲမလုပ်ပါနဲ့ကျွန်တော်ကသာချူတပြောပေမဲ့သူ့အတန်ကတူတူတောင်းတောင်းဖြစ်နေတယ်လေဟွန်းထားလိုက်တော့ပြောဖို့ဆိုဖို့ကလည်းကျွန်တော်နဲ့ခမရတယ်ဘယ်လိုလဲဟာငါတသက်မှာဘဲကောင်မလေးမှငါ့ကိုခမရလို့မပြောရဲဘူးမနာမလေးငါကလည်းမလဲချင်တာနဲ့အန်ကိုက်ပဲအဲ့ဒီဘေးမှာသာထိုင်ပြီးငါကြည့်တာခံနေပြီးတော့အမှန်တော့လမ်းမကြီးရဲ့လမ်းဆောင်ရောက်တော့ကားကခဏရက်တယ်ကျွန်တော်လည်းနည်းနည်းရင်းငင်လာပြီးကားပေါ်မှာအသင်ပေးထားတဲ့ရေပူကိုဖွင့်တော့မိတယ်ရင်းငင်ရတာလည်းအကြောင်းရှိတာကိုဘေးနာကခင်တန်းတို့အသေးစားလေးလောက်နေတာလေကျွန်တော်ရေးတော့ပြီးပြန်ချတော့သူမကလည်းရေပူကိုလှမ်းယူကတွေးလိုက်တယ်ဘာလဲဟာငါလောက်တလို့လိုက်လုံနေတာလားကျွန်တော်လည်းသူကမှဘဝင်ဆိုတော့ကိုကလည်းဘဝင်ပေါ့ဂယုမဆိုင်ပဲလေးဖြူကိုသာဆက်ကြည့်နေတယ်ဒီမှာခေါ်တဲ့ကြောင့်ကျွန်တော်လှည့်ကြည့်မိတယ်ရေပလင်းကိုကျွန်တော်ပဲထိုးပေးတာတွေ့ပြီးကျွန်တော်ဖွင့်လို့မရတော့ပလဲအဖုံးကလဲထွက်နေတယ်ခင်ဗျားဖွင့်ပေးပါလားကျွန်တော်လည်းဘာမှမပြောပဲပလင်းကိုသူမလက်မထိအောင်လှမ်းယူပြီးကောက်လှည့်ပေးလိုက်တယ်ဟုတ်တယ်သူမပြောသလိုပလင်းဖုံးကလဲထွက်နေလို့လက်နဲ့တော်တော်ထိမ့်ပြီးဖွင့်လိုက်ရတယ်ဖွင့်ပေးလိုက်တော့ကျေးဇူးလို့ပြောပြီးသူ့ချောင်ပဲပြန်ကတ်သွားတယ်ကျွန်တော်လည်းဘာမှပြောမနေတော့ဘူးလေးဖြူကိုဆက်ကြည့်နေလိုက်တယ်ပလင်းဖုံးဖွင့်ပေးတာလောက်နဲ့တော့မိတ်ဆွေမဖြစ်တော့ပါဘူးတခြားဟာဖွင့်ပေးရင်တော့တမျိုးပေါ့ခဏမှောက်တယ်ဆိုတဲ့ရန်ကုန်မန်းလေးအမြင်လမ်းမှာရှင်မလာကားကြီးငင်းညောင်းစွာခိဆက်နေတယ်အချိန်တနာရီလောက်ကြော်လာပြီးမှလူတွေလည်းတိတ်အာရုံမဆနိုင်တော့ဘူးအပြင်ဘက်ကိုငေးဖို့ကလည်းဘဲကြည့်လေခွင်းနေပဲဆိုတော့တိတ်ပြီးမထူးကြတော့ဘူးငိုက်တဲ့လူကငိုက်အဲ့ဒီချိန်မှာပဲကားစပယ်ယာကလေးဖြူကိုထုတ်ပြီးအခွေတစ်ခွေကိုထည့်လိုက်တယ်ကျွန်တော်လည်းဘာပြလဲဆိုပြီးကြည့်လိုက်တော့မမကားတကားဖြစ်နေတယ်လေရုပ်ရှင်ကားကိုပြောတာပါဇလန်းစပြီး10မိနစ်လောက်ကြာရင်ပဲပြနေတဲ့ဗမာကားရဲ့အဆင့်တန်းကိုကျွန်တော်သိသွားတယ်အေးတိုးတက်တဲ့အထက်မှာတိုးဗမာကားတွေမပသေးဘူးတခါလဲမဲပြပစိုးမဲပြထမင်းဖြစ်နေတယ်မင်းသမီးကြည့်ရအောင်လေအေးမြတ်သူကဘေးနာခင်သန်းတို့လောက်တောင်ဒီဇိုင်းကမမိုက်ဘူးအဲ့ဒီထဲမှာရှိတဲ့ဗမ်ပါတွေကအေးမြတ်သူတော့မပါဘူးထင်ပါရဲ့ပါခဲ့ရင်လည်း sorry နော်ကျွန်တော်ကဘလော့ဆယ်ခင်သန်းတို့လေးကိုပိုစိတ်ဝင်စားနေလို့
ဒါနဲ့ကျွန်တော်အိတ်ထဲထည့်ထားတဲ့ဖုန်းကိုထုတ်လိုက်တယ်ပြီးတော့ညာဘက်ဘောင်းမီအိတ်ထဲထည့်ထားတဲ့နှစ်ချက်ကိုဆက်ထုတ်လိုက်တယ်ကိုနဲ့နည်းနည်းဆောင်းလိုက်တာမို့ခင်တန်းလူလေးနဲ့ပုံနေတော့တယ်လေကားထဲမှာဖြန့်ထားတဲ့ရေမွေးနဲ့မတူတဲ့သင်ပြန့်တဲ့ရနက်တစ်ခုကိုရှားလိုက်တယ်တေချာလေးလံခွဲချမ်းပေးမဲ့တမျိုးထင်သွားမှစိုးလို့လက်ချက်ရတာနဲ့ကိုပြန်မှတ်ပြီးဖုန်းမှတက်လိုက်တယ်ကျွန်တော်မျက်စိပိတ်အကြည့်မှာခင်တန်းလူလေးကကျွန်တော်လုံနေတာကိုငေးနေတယ်သူ့စိတ်ထဲကျွန်တော်ကအချက်မဟုတ်ဘူးဆိုတာသိသွားတယ်ထင်တယ်ကောင်းမလေးရေမင်းကအခုမှသိတာလားတကယ်ဆိုကိုလဲဝင်းဦးလောက်မဖြောင်းတာတော့ပြနေတဲ့စကားတွေကမင်းသားလုပ်တဲ့အကြောင်းထက်တော့တာပါသေးတယ်ကျွန်တော်တချင်းကိုဖွင့်လိုက်တော့နားတဲ့မေးတန်တက်ချလိုက်ရတယ်ဘဲဘက်ကလက်ချက်ကိုဖြုတ်ပြီးခင်တန်းတို့ဘက်ကိုလှည့်လိုက်တယ်ကောင်းမလေးရဲ့မျက်လုံးတွေကအရှင်လုံးမဟုတ်ပဲဖော်ရွေတဲ့အနက်တွေစောင်းနေတယ်လေကျွန်တော်လည်းချွတ်ချွတ်တတပဲဖြေလိုက်တယ်ကို့ထက်ငယ်တဲ့သူပဲမဲ့လေးစားရမယ်မဟုတ်လားမင်္ဂလာတရားတော့ညီပေါ့ဟုတ်တယ်ဒါနာမည်ကြီးသချင်းလေကြိုက်လို့လားဟုတ်ကျွန်တော်ကြိုက်တယ်ခင်ဗျအဲ့ဒီ NTV ဘဲကရတာလေစစ်စတာကတောင်းတာလေအခုမှနောက်တစ်ပုတ်ရှိသေးတယ်အေးတကယ်ကျွန်တော်အရင်ကြိုက်တယ်ခင်ဗျတို့မျက်နှာလေးမင်းကလည်းဖြစ်သွားပြီးကြောက်သွားတယ်ထင်တယ်အဲ့လိုလုပ်ပါလားဟာမင်းအသက်ငယ်လေးနဲ့မျက်နှာကြီးတင်ထားတာမကောင်းဘူးဟိုလေအဲ့ဒီတချင်တဲ့ပုတ်ကျွန်တော်ကိုပေးပါလားဟေးမင်းကိုပေးရမယ်ဟိုလေဗျာအဲ့ဒီမှာလူတူရှိရမလားအဲ့ဒါနဲ့ပို့လို့ရတယ်နိအဲ့တော့မှကျွန်တော်သဘောပေါက်သွားတယ်ညနေရှင်မလေးပဲပုံစံကသာအဖွားကြီးပုံစံဖန်ထားပေးမယ်ခစ်တော့လိုက်မိသားပဲလို့โอเคပြောပြီးကျွန်တော်စတဲ့နဲ့အပြာကောင်းရဲ့အသွားကိုလိုက်ချလိုက်တယ်အဲ့ဒီမှာပဲသူမကသူ့အိတ်ထဲကသူမဖုန်းကိုထုံးလိုက်တယ်အလေသူကလည်းမခေဘူးဆန်ဆောင်နေပဲဟာသူကဆန်ဆောင်ကိုခိုးက iPhone ဆိုတော့မိုဘိုင်ခွဲအတွက်တော့မဖတ်ရလောက်ဘူးကောင်းပါလေတကယ်တော့ကိုကမင်းနဲ့ဖတ်ချင်တာမဟုတ်ဘူးဟင်းကျွန်တော်အတွေ့အကြည့်ကတစ်မျိုးကြီးစံတွေးတော့ပဲသူမရဲ့ဖုန်းကိုသာရှာနေလိုက်တယ်ဟောရှာပြီဘေးစင်ထိုင်နေတာမို့အဆင်ပြေပဲတွေးလိုက်တယ်တချင်တဲ့ပုံလုံးရေးပြီးရှယ်ပေးလိုက်တယ်လေအော်မှကြတော့သူမကရပြီဆိုပြီးပြောတယ်ပြီးတော့ကျေးဇူးပဲဆိုပြီးထပ်ပြောတယ်လေဒီတစ်ခါကျေးဇူးပြောတာကတော့ဓမ္မတစ်ခါထပ်ပိုးပြီးတက်ဝင်နေတယ်ဒီလိုနဲ့ကျွန်တော်တို့နှစ်ယောက်ဘာရဲ့ညာရဲ့မဟုတ်ပဲနည်းနည်းခင်သွားတယ်လို့ပြောရမယ်တခုတော့ရှိတယ်ကျွန်တော်ကတိတ်ပြီးလာရောတဲ့ထင်မှဆိုလို့သူမနောက်ကြောင်းကိုတော့မမေးဘူးနာမည်ကိုလည်းသူမပြောမှပဲဆိုပြီးမေးမနေဘူးသူမစိတ်ဝင်စားတဲ့တခြင်းကြောင့်ဖမ်းကြောင်းလေးကိုသာလိုက်ပြောနေလိုက်တယ်ခင်သန်းတို့မခေဘူးဗျအိတ်လိုက်တခြင်းတော်တော်များများကိုသိတယ်တချို့သူမပြောတဲ့တခြင်းတွေကိုကျွန်တော်ကြားဘူးတယ်နောက်ထောင်ဘူးကျွန်တော်လည်းဘယ်ရမလဲကျွန်တော်ယူချူတာထောင်းထားတဲ့တခြင်းတွေကိုထုတ်ပြမိတယ်ဟဲသူများအားကြအောင်ပြောရရင်တော့ရုံလားမသိဘူးအဲ့ဒီချိန်မှာကျွန်တော်တို့လက်ချက်တစ်ခုကိုတယောက်တစ်ခုစီနဲ့တော့နားထောင်ဖြစ်သွားတယ်လေနည်းနည်းလေးကိုချင်းကပ်သွားတယ်မစိုးပါဘူးဒီတိုင်းဆိုညာလုံးပေါက်အေးအေးပြက်လေမျက်နှာစရာမရှိဘူးလေကားရှိခံမှာတော့မမကချစ်ခွဲညာထုတ်ဆက်အတိုင်းညာဖို့ပြန်တောင်းစုနေပြီလေနိုင်ကိုကြည့်လိုက်တော့ဘာရဲ့မှုတ်9နာရီတောင်ကြော်သွားပြီကျွန်တော်နဲ့ခင်သဲတို့ပြောစရာစကားမရှိနားထောင်စရာတချင်မရှိတော့လို့အတိုင်းပဲငြိမ်ပြီးခင်သဲတို့ကအခုချိန်မှာတော့နေရန်ဘက်ကမထိုင်တော့ဘူးတက်တက်လေးပဲကိုရှင်းနောက်ကိုမှီပြီးစ
ကြနနထိုင်းနေတယ်ခရီးကနည်းနည်းကြာလာလို့ထင်နေလေကိုလေးကမမတ်လေးမဟုတ်တော့ပဲခက်ချောချောလေးဖြစ်နေတယ်တစ်ချက်လက်ကလေးပိတ်ပြီးတန်းနေတာတွေးလိုက်တယ်အိမ်များအိတ်ချင်နေတာလားထိုင်းနေတာကိုကခြေထောက်တွေခက်ဆန်းဆန်းလေးကျွန်တော်ဘက်နည်းနည်းစားပြီးချထားတယ်နန္နာလှလှလေးကတော့ကြာနေတဲ့ကားကိုကြည့်တယ်လည်းမဟုတ်မကြည့်ဘူးလည်းမဟုတ်ပုံစံနဲ့ငင်းနေတယ်လေကျွန်တော်ဘက်ကိုသူ့မျက်နှာရောက်နေတာမဟုတ်လို့ကျွန်တော်သူ့မကိုတေချာကြည့်ပြလိုက်တယ်လှလာတော့တော်တော်လှတဲ့ကောင်မလေးပဲမန်းလေးသူအမစားလေးပဲသူ့မဝင်ထိုင်တော့ကမတ်တက်ရက်ပြီးနေရဖယ်ပေးလိုက်ရတာမဟုတ်သူ့မအရံမကိုတတိထားမိတယ်ငါးပေရှိမြင်းနဲ့ကျွန်တော်ထက်ခေါင်းတစ်လုံးတတလောက်ပဲနေနေဆိုတော့ငါးပေလေးလောက်ရှိမှထင်တယ်ညီမအမျိုးသမီးတွေထဲမှာငါးပေကြော်ရင်ပဲဟုတ်လာပြီလို့ပြောရမယ်သူမကအရံမြင့်နဲ့ထဲပါတယ်လေဒါပေမဲ့ကိုလုံးကပြစ်ပြစ်လေးမို့ပိန်နေလို့မထင်ရဘူးအထူးသဖြင့်နောက်ကုန်မိထားလို့မို့နေတဲ့ရင်နှမကလည်းထားတယ်ဆိုရမယ်လေထမင်းစကတ်ဝတ်ထားပေမဲ့စီးကုန်နေရလေးကမုံမို့လေးဖြစ်မနေဘူးဝမ်းဖိုက်တာအစီမထွက်ဘူးဆိုတဲ့သဘောပေါ့ကြည့်နေရင်ကိလေသာလိမ့်လိုက်တက်လာတယ်ဟုတ် sorry ရပါတယ်အကိုကျွန်တော်အညာဆန့်ပြီးခြေထောက်ကိုဆန့်လိုက်တော့ကျွန်တော်ဘယ်ဘက်ပေါင်တဲ့တကူကတောက်ပုတ်မိတယ်ကို့အထင်သေးသွားမှဆိုလို့ကျွန်တော်ပဲအရင်ဦးအောင်တောင်းမှန်လိုက်တယ်လေကားကမထက်ခင်ဆိုတော့တမျိုးဖြစ်နေပေမဲ့အခုတော့ကောင်မလေးကတတလေးပြုံးပြီးရပါတယ်လို့ပြောတယ်ထူးဆန်းတာကခမည်းဆိုတာကြီးပျောက်သွားပြီကျွန်တော်ပြောတဲ့အတိုင်းအကိုဆိုတာဖြစ်လာတယ်ကျွန်တော်ပြောပါတယ်ဘယ်ကောင်မလေးမှကျွန်တော်ကိုခမည်းလို့မပြောပါဘူးလို့အဲ့ဒီနောက်တော့သူမပုံစံမပြတ်ခက်ဆောင်းဆောင်းလေးနဲ့မျက်စိမှိတ်သွားတယ်ပြနေတဲ့ဗမာကားကလည်းညားဆိုတဲ့အပိုင်ရောက်နေပြီလေခဏကြာတော့ပြီးသွားတယ်စပယ်ယာကဆိုင်ခွေကိုတစ်ခါပြန်ထည့်လိုက်တယ်လေဟိုတန်ရောက်စင်ခိုင်မာတဲ့ကတချင်းကစလာတယ်တကယ်ပဲမေးရင်ကိုကတော့ချစ်တာတခုပဲဆိုတာလေအေးခက်တော့ခက်နေပြီငါဘေးနားမှာလဲချစ်စရာကောင်းပါလေးကအိပ်ပျော်နေပြီထင်တယ်ကားကြီးတကားလုံးလဲတိတ်ဆိတ်လို့ကားထဲမှာထွန်းထားတဲ့မိရောင်ကားလဲခက်မိန်မိန်ရဲ့မကောင်းမှုတို့သည်တိတ်ဆိတ်ညစ်သက်ရာတွင်အရင်ခံသည်ဆိုတော့အင်းရောခက်တော်နေပြီကြိုက်မရှက်ငိုင်းမရှက်ဆိုတဲ့စကားဘေးနားကမဲလေးသူကငိုင်းမရှက်ဆိုတာကိုအကောင့်ထဲဖော်နေပြီလေခက်ဆောင်ဆောင်လေးဖြစ်နေတဲ့ကိုလေးကတဖြည်းဖြည်းရိုင်လာပြီးသူမမျက်နှာလေးဘေးကိုဆောင်းလာတယ်ကျွန်တော်ကလည်းခင်တန်းတို့လေးနဲ့အဆင်ပြေပြီးကြတဲ့ကကိုကသူမဘက်ခတ်ရွဆိုတော့သူမဆက်ခနဲ့အငိုင်းမှာခေါင်းကကျွန်တော်ပခုံးပေါ်ရောက်လာတယ်လေတမင်တကာလောက်တာလားလို့သူမဘက်အသာဆောင်ကြည့်တော့နည်းနည်းချက်ချက်အိပ်ပျော်နေတာတွေ့လိုက်တယ်လက်လေးနှစ်ဖက်ကတော့စလင်ဘတ်အိတ်ကလေးကိုပိုက်ထားပြီးဒီရဲဆိုတာခီးသွားရင်အိပ်ပျော်တယ်ဆိုတာအဆန်းမဟုတ်ဘူးဆန်းတာကကျွန်တော်ရင်ထဲမှာကောင်းစိတ်နဲ့မကောင်းစိတ်ကလွန်ဆွဲနေတယ်တကယ်ပါဗျာကျွန်တော်အခွင့်ကောင်းယူတဲ့ယောက်ျားမဟုတ်ဘူးလူချက်ဘတ်စကားပေါ်မှာမိမဖြိုလေးတွေတိုးစီခဲရတာတော့ဘာမှထွေးလီကားလီမလုပ်ခဲ့ဘူးတခါလေများဆိုရင်ကျွန်တော်ဘာသာကျွန်တော်ရှောင်းအတင်းပြန်တိုးထွက်ပြီးနောက်ပေါက်ကနေတွေ့စီခဲ့သူဒါပေမဲ့အခုတော့နှာဝါကိုကြည်စဲနေတဲ့ခေတ္တနုလေးရဲ့အနံ့ကကျွန်တော်စိတ်ကိုရောင်ချောက်ချဖြစ်လာစေတယ်ပို့ဆိုးတာကရှေးမန်လာတစ်စီးလုံးလဲအိမ်မောကျနေတဲ့အလားတိတ်ဆိတ်နေတယ်လေအဲ့ဒီချိန်သူမကိုလေးတုံ့ကန်နဲ့ဖြစ်သွားတယ်သူမများနိုးလာလို့ကျွန်တော်ကြည့်လိုက်တော့မဟုတ်ဘူးဗျမဲမင်းကြီးမကကိုဆွေ့ပြီးမိလေးရဲ့ဆက်အိတ်နေတာခက်တာကဒီတစ်ခါသူမခြေတော်ကိုခက်ချက်ထားလိုက်လို့ခွဲထားတဲ့ထမိတ်စကတ်နေရကနည်းနည်းလေးဟသွားတယ်
တခြားသူတွေမမြင်နိုင်ပေမဲ့ဘေးကထိုင်နေတဲ့ကျွန်တော်ကတော့မြင်တာပေါ့ခြေတလုံးဝင်းဝင်းလေးတွေတကားခွင်းသားတီပေါ်နေတာကိုလေကျွန်တော်စတွေးတွေကိုမြင်ချလိုက်တယ်ဘယ်ဘက်ပခုံးကိုမိထားတဲ့သူမကိုကြည့်တော့မျက်နှာဖူးဖူးလေးကအိမ်မောကျနေတော့မျက်နှာလှလှလေးကိုဒီဇိုင်းမဲမဲကြည့်မိလို့ကျွန်တော်ရင်ခုန်တော့ကအရှင်ကတည်းပုံမြင်လာတယ်အသစ်စိတ်ကိုထိပ်ပြီးအကြည့်ကိုလွှဲကဘေးကိုကြည့်မိလိုက်တော့အတော်ကြီးကကျွန်တော်ဘက်ဖင်ပေးပြီးအိတ်နေတာတွေးလိုက်တယ်လေရောင်ဝဲအိုးလောက်ရှိမဲ့တင်မားစီတွေကိုကြည့်ပြီးနည်းနည်းတော့ဖိလာနေတာလျှော့သွားတယ်ကို့အချင်းကြီးကိုထိမ့်တဲ့အနေနဲ့ပေါင်းဝဲရှင်ကိုပဲဆက်ကြည့်နေလိုက်တယ်ဘေးကလူတွေကအိပ်ပျော်နေတယ်ဆိုတာတွေ့တော့ဘလို့လဲဟာကာလာနဂါအုပ်စုရဲများငါလာကြနေတာလားစိတ်ကိုထိပြီးသူမပဲပြန်မလဲမိအောင်ရေးပေးမဲ့ပါကြီးထိမလို့တော့ဖြစ်နေတဲ့ခင်တန်းတို့လေးရဲ့ဆဲဆောင်အားကိုကျွန်တော်တားရှင်းမခံနိုင်ဘူးတိတ်မကြခင်ပဲသူမဘက်ကိုပြန်လှည့်ကြည့်မိတယ်လှပနုနေတဲ့မျက်နှာလေးကကျွန်တော်ကိုစောင့်နေတယ်လေဝင်းဝင်းလေးပေါ်နေတဲ့သားလုံးကြီးတက်ရှုလိုက်တိုင်းမတိမတာမှုတ်သွားတဲ့ရှင်နှမဓာတွေကကတိုင်းရှုနေမိတယ်စိတ်ထဲမှာဥပုံငါပြဆက်သေးကရေးတဲ့ယောက်ျားပြစ်ရှင်မင်းကိုတတ်ဖို့ကြံတယ်လို့ခြိတုံချတော့ဖြစ်နေတယ်လေလက်ထက်ကင်ထားစရာတန်လျက်မရှိပေမဲ့ကျွန်တော်ရဲ့လက်တွေလေးလေးပင်ပင်အရာတစ်ခုကိုကင်ထားသလိုစီစီပိုးပိုးဖြစ်နေတယ်နောက်ဆုံးကျွန်တော်ဆုံးဖြတ်ချက်တစ်ခုကိုတင်မယ်ချလိုက်တယ်ကြောက်ရင်လွဲရဲရင်မင်းပြည့်ဆိုတဲ့စကားကိုလက်ခံထားပြီးညက်ကန်စိတ်တက်မွေးလိုက်တယ်လीဆုံးဖြတ်ချက်ချပြီးခင်တန်းနုလေးဘက်ကိုလှည့်လိုက်တယ်ကိုမတိတာလေးလှုပ်ပြီးဆောင်းလိုက်တယ်သူမတကယ်အိမ်မောကျနေတာကိုအမိမပြတ်ပဲကျွန်တော်ပဲပါလာတယ်လीတေချာကြည့်မယ်ဆိုတဲ့သူမနဲ့ကျွန်တော်ကသမီးစားတွေပြေးပိုက်ထားသလိုတော့ဖြစ်နေပြီကျွန်တော်ရင်ခွင်ထဲမှာသူမရောက်နေပြီလေကျွန်တော်နောက်ဆုံးအနေနဲ့ညာဘက်ခေါင်းဆောင်ပြီးဘေးဘီကိုကြည့်လိုက်တော့အရာရာကအနေထားမပြတ်ပဲပါဝင်းစီရင်ကိုစိတ်ချရပြီဆိုတာနဲ့ကျွန်တော်ညာဘက်လက်အသားလေးမတိမတာရွှေ့လိုက်တယ်ကျွန်တော်ဘယ်ဘက်လက်ကိုတော့ဒီတိုင်းပဲသူမတင်ပါအီအီလေးနဲ့ထီမြဲတိုင်းထိထားတယ်လေသူမကတော့ဘလို့နေလဲမသိကျွန်တော်ရင်ထဲမှာတော့ရင်နေခုံးနေတော့တာပေါ့ငါလောက်တာမဟုတ်သေးဘူးဆိုတာအချိန်တရာမကပြောနေမိပေမဲ့သူမရဲ့ပေါင်တစ်ဖက်စီတို့ခတ်သွားတဲ့လက်ကိုတော့နောက်မဆုတ်ဘူးဖះကြီးကျွန်တော်ဘွားမှာရေခေါင်ဆောင်အချိန်ဟာဒီချိန်လားကျွန်တော်ဘယ်လက်ကသူမတင်မချမ်းနဲ့ထိနေတာကိုဘာမှမဖြစ်ပေမဲ့ညာလက်ကသူမရဲ့ပေါင်တန်လေးထိသွားတဲ့အချိန်ကိုရင်ခုန်တန်ကိုတော့ကိုပြန်ကြားနေရတယ်ဒီချိန်နှလုံးခုန်တန်ကိုတိုင်းရင်ဖော်ပြချက်ကတော့ဘလောက်တောင်များနေပလဲတကြံတွင်းမှာအိတ်ဆောဖြုတ်ထားတဲ့စိုက်ကဲကိုတော့ကျွန်တော်ရင်ခုန်တန်လောက်ကြဲ့မထင်ဘူးအစတန်မှတော့ကျွန်တော်ဘာမှမလုပ်ဖြစ်ဘူးပေါင်တန်လေးပေါ်ရောက်နေတဲ့ကျွန်တော်လက်ကိုဒီတိုင်းပဲထားလိုက်တယ်ဒါပေမဲ့တေချာကြည့်မယ်ဆိုရင်အဲ့ဒီငိမ့်နေတဲ့လက်ကမတိတာလေးတုံနေတာဆိုတော့တေချာတာဒါကရန်ကုန်မန်းလေးအမြင်လဲကြမဟုတ်ဘူး2မိနစ်လောက်ကြာတော့ကျွန်တော်ခင်သန်းတို့မျက်နှာလေးကိုအကဲခတ်ကြည့်မိတယ်ကလေးငယ်တယောက်အိမ်မောကျနေတယ်လို့အိပ်ပျော်နေတယ်ဆိုတာသိကြတယ်နည်းနည်းချက်ချိုက်ပေါ့ကျွန်တော်အသက်ကိုပြင်းပြင်းရှူပြီးလက်ကိုတသားလေးထိပို့လိုက်တယ်ကြော်ပြောင်းတဲ့အဝတ်မှုသူမပေါင်တဲ့ပုံမိတာနဲ့မချပါဘူးလက်ထဲဖန်ရှင်းရှင်းဖြစ်လေရောဗျာမိနစ်ပိုင်းလောက်အတွင်းကျွန်တော်သူမပေါင်လေးကိုအထက်အောက်ရွရွလေးပုတ်တက်ရေးခင်သန်းလူလေးစီကဘာအရေးရောင်မှပြတာမတွေ့ဘူးကိုလည်းရွှေ့တာမတွေ့သလိုအခြားမျက်နှာအမူအရာလည်းပြောင်းတာမတွေ့ဘူးဒီတိုင်းပဲကျွန်တော်ခုံကုန်မိပြီးဆက်အိပ်ပျော်နေတယ်ကျွန်တော်လည်းဖြည်းဖြည်းလေးလက်ရဲလာတာနဲ့စိတ်ကိုတင်းပြီးလက်ကိုပုတ်ပေးနေတဲ့ပေါင်ပေါ်ကနေနည်းနည်းအတွင်းဖက်ဆက်ကြကိုရွှေ့လိုက်တယ်သူမစကတ်ထမိန်ကဘယ်ဖုံးဆိုတော့အန်ကိုက်ဖြစ်သွားတယ်လေ
ရွှေ့လိုက်တဲ့လက်ကထမင်းသားကိုမဆန်းမိပဲနူးညံ့တဲ့သားကိုသွားထိမိတယ်တင်းတင်းပြည့်ပြည့်ဖြစ်နေသလိုအီးဖြိုးဖြိုးလည်းဖြစ်နေတယ်လေအဲ့ဒီချိန်မှာပဲခင်သန်းတူလေးတွန့်သွားတာတတိပြုတ်မိလိုက်တယ်ဟင်းကျွန်တော်တကောလုံးရှိသမျှအမွှေးတွေအကုန်ထောင်ထက်သွားတယ်ခေါင်းနှစ်ဖက်ကြီးတယ်ဆိုတာဒါလားစိတ်ထဲဖျားစာရုံးမိလို့ဖြစ်ပြီးမှမဟုတ်သေးပါဘူးပြန်ရက်လိုက်တယ်ညာဘက်ပေါင်တွင်ကိုထိမိလိုက်တဲ့လက်ကိုကောင်းတဲ့ကတ်ထားတဲ့အလားငိမ့်နေအောင်ထားရင်သူ့မကိုစောင့်ကြည့်မိတယ်နှိုးပြနှိုးသွားလို့ခင်သန်းတို့လေးကမနှိုးပါဘူးပြန်အိပ်ပျော်နေတာကျွန်တော်တက်ပြင်းမောတစ်ခုကိုချပြီးဘာဆက်လို့ရင်ကောင်းမလဲဆိုတာစဉ်းစားလိုက်တယ်သူမပေါင်ကိုထိထားတဲ့လက်ကိုရုပ်လိုက်ရင်ကောင်းမလားခတ်တော့တာပဲခုနကဒါမျိုးပုတ်ပေးခွင့်မရခင်ကတော့စိတ်ကနောက်ဆုတ်ဖို့မရှိတာအခုလိုမျိုးကိုထိလက်ရောက်ကိုင်နေရမှာတော့ဘယ်လှုပ်ချင်ပါတော့မလဲအခွင့်အရေးယူတာမဟုတ်ပေမဲ့ရတဲ့အခွင့်အရေးကိုတော့လက်မလွတ်ချဘူးလေလွတ်ချင်လို့ပဲကိုင်မိတာမဟုတ်လားတိတ်ဆိတ်အိမ်မောကျနေတဲ့ပတ်ဝန်းကျင်ကလည်းကျွန်တော်မကောင်းစိတ်ကိုတစ်ဖက်တစ်လမ်းကနေအားပေးအားမြပြုတ်နေတယ်ဒါနဲ့ကျွန်တော်သားလေးပြန်ပြီးလက်ကိုလှုပ်ရှားမိတယ်ဒီတစ်ခါတော့အဝတ်ပေါ်ကမဟုတ်တော့ပဲပကတိအသားကိုကန်ရတာမို့ပို့ပြီးရင်ခုန်စရာကောင်းနေတော့တယ်တဖြည်းဖြည်းဖီလင်တက်လာပြီးကျွန်တော်ပေါင်ခွာချတဲ့ကအကောင်ကမာတက်လာတယ်လေတော်သေးတယ်ကျွန်တော်ကကားပေါ်မတက်ခင်ကလေးကအတွင်းကန်ထဲမှာတကောင်သားကိုအလျားလိုက်လီထောင်ထားပြီးသားအခုတော့မာတက်လာတဲ့ချိန်ချင်းဖောင်းမိသားကိုသွားထောက်နေဘူးလေနေရထိုင်ရတာခက်ဘူးပေါ့ဒါပေမဲ့တယောက်ယောက်ကြည့်လိုက်တာနဲ့သိတာတယ်ဘောင်းမီကအပေါ်မှာဟောင်းဟောင်းကြီးဖြစ်နေတာကိုလေကျွန်တော်လက်ဟာတဖြည်းဖြည်းပိုရင်အထက်ဘက်ကိုတက်လာတယ်ဒါပေမဲ့ခိုးလို့ချင်းတလောက်သွားလို့မရဘူးကောင်မလေးပတ်စံအိတ်ကိုပိုက်ထားတာတကြောင်သူမစကတ်ထမိန်ကအပေါ်မှာပြန်တိထားတာကတကြောင်ကျွန်တော်လက်ကိုတားထားသလိုဖြစ်နေတယ်တကယ်နေရလေးကိုမရောက်နိုင်ဘူးစိတ်ထဲမှာတော့ကတိကအောင်ဖြစ်နေသလိုသတွေးလည်းခဏခဏမျိုးချနေရတယ်ဘယ်လိုလုပ်ရင်ရမလဲဆိုတာကိုထပ်ပြီးတော့ကြံစနေပြီးတယ်အဲ့ဒီအချိန်မှာပဲခမရဒါဘာလုပ်တာလဲကျွန်တော်လက်ကိုဖြတ်ခနဲ့လာခိုင်တာနဲ့အတူခင်တန်းတို့ကျွန်တော်ပခုံးပေါ်ကနေရုတ်တရက်ခွာသွားတယ်လေကျွန်တော်ဘာမှပြင်ဆင်ခြင်းမရလိုက်ဘူးကျွန်တော်ဘက်ကိုလှည့်ပြီးသူမကစူးစိုက်ကြည့်နေတယ်လေဟုတ်လေကျွန်တော်မှလည်းလက်ချောင်းတွေကပ်ပြီးဘာပြောရမှန်းမသိတော့ဘူးစိတ်ထဲမှာတော့ငါတော့သားပြီဆိုတာသိလိုက်တယ်ပြဿနာပဲကြောင်မကောင်းတော့ဖြစ်ပြီးဘလို့ရှင်းရပါမလဲအဖေအမေသာသိရင်ဒုက္ခပဲခင်တန်းတို့လေးကိုဘာပြောရမှန်းမသိပဲထိတ်ထလန့်ကြီးစိုက်ကြည့်နေမိတယ်ဘာမှဟိုတီတီလောက်မနေနဲ့တကယ်တည်းလောက်မယ်ဆိုလဲတိတ်ချလို့ရကြည့်နဲ့ရလေးလောက်နေနဲ့ကျွန်တော်မကြိုက်ဘူးကျွန်တော်ပါဆက်ဟောင်းသားဖြစ်သွားတယ်မန်းလေးသူကမယုံနိုင်အောင်ကြည့်နေမိတယ်ငါအများနားကြလွဲသလားဒါမှမဟုတ်သူမကပဲအိမ်မက်ပြီးရောင်ပြောနေတာလားမျက်လုံးလေးအဝိုင်းသားကျွန်တော်ကိုပြန်ကြည့်နေတဲ့သူကလေးကြောင့်ဒါဟာတကယ်ဆိုရင်ကျွန်တော်နားလည်လိုက်တယ်တခုပြောမယ်ပြင်းတော့ရှိသေးတယ်သူမကကျွန်တော်ပကုံးပေါ်ခေါင်းတင်ပြီးခုနအတိုင်းပြန်မိလိုက်တယ်ကျွန်တော်လက်ကိုကင်ထားတဲ့သူမလက်ကိုလည်းလွတ်ပေးလိုက်တယ်လေဒါထက်ပိုတာကသူမရဲ့အိတ်ကိုပေါင်ပေါ်ကနေယူပြီးပြန်ပတင်းပေါင်ပေါ်ကိုထားလိုက်တာပဲပြီးတာနဲ့မျက်လုံးလေးကမှိတ်သွားတယ်စိတ်တဲ့ကံကိုယုံပြီးစူးပုံနေလိုက်တော့ဘဲဘွားကအကျိုးပေးကောင်းခဲ့လို့လေမသိဘူးစူးပုံကစူးစရာမရှိတော့ပဲပန်းမွေရဖြစ်သွားပြီပျော်လိုက်တာရင်တွေခုန်ပြီးကျွန်တော်လက်ကိုသူမပေါင်ပေါ်ပြန်တင်လိုက်တယ်ဒီတကောင်းတော့ခင်သန်းထွန်းလေးကိုကတောင့်ကနေဖြစ်သွားတယ်အရန်အတိတာကြီးမဟုတ်တော့ဘူးသူ့ကိုတချမ်းကျွန်တော်ရင်ခွင်ထဲရောက်သလိုကျွန်တော်သတိပြုမိတာပေါ့အဆက်ပြားကကြောင်ပေါလေးညီးသလို
ဤဆိုတဲ့အတန်ကိုလည်းတက်တက်လေးကြားလာတယ်အကျဲချင်းမဟုတ်ဘူးကျွန်တော်အသာဆောင်ခဲ့ကြည့်တော့မျက်တောင်လေးတွေနည်းနည်းလှုပ်နေတာတွေ့တယ်လေသဘောကတော့အိတ်နေတာမဟုတ်ပဲမျက်စိမိတ်ပြီးမှိတ်နေတာပေါ့ကျွန်တော်လည်းတိတ်အငြင်းစားမဟုတ်လို့ခင်တန်းတို့လေးဘယ်လိုသဘောထားလဲဆိုတာချက်ချင်းသိလိုက်တယ်ဒီတစ်ခါတော့ညီမနိုင်ငံကြီးပွင့်လေးရဲရဲတိုးတက်လာတာနေရာဒေသမရွေးပါလားဆိုတဲ့အချက်နဲ့လမ်းကျော်ကိုအကောင်းမြင်တက်သွားတယ်လေ။အော်ဒီမိုကရေစီတောင်ရနေပြီမဟုတ်လား။နွန်းချမ်းနဲ့တားဆိုင်တွေဟာကျွန်တော်လက်ထဲကိုတဖန်ပြန်ရောက်လာတယ်။ကျွန်တော်ဒီတစ်ခါတော့လက်ကတော်တော်တက်နေတော့တယ်။ခဏတာအချိန်တွင်းမှာလေနာရီချိန်သီးလွှဲသလိုကျွန်တော်လက်တွေကအပေါ်အောက်ကိုပြေးနေတော့တယ်။နာရီချိန်သီးနဲ့မတူပဲတခုကွာတာကကျွန်တော်လက်ကအပေါ်ပိုင်းကိုပိုရောက်လာတဲ့အချက်ပေါ့အသားချင်းတူပေမဲ့ကိုယ်စိတ်ထဲမှာအပေါ်ဘက်ရောက်လာလေလေပိုကင်လို့ကောင်းလာလေလေခံစားရတယ်ရှင်မန်းသူလေးကတော့ဘလို့နေမှမသိဘူးတကယ်တော့ခင်တန်းတို့လည်းစိတ်လှုပ်ရှားနေတယ်ဆိုတာသိတာပါတယ်တမဘက်ကိုလှည့်ကခါဆောင်ထားလို့ကျွန်တော်ရဲ့လေပင်ကိုလာထိနေတဲ့တမရဲ့နှာဝလေနှွေးတွေကတတိပြုံးမိတယ်လေပုံမှန်မဟုတ်ပဲခက်ပြင်းပြင်းလေးမှောက်ထုတ်နေတယ်ဆိုတာသူမစိတ်ပါနေတယ်ဆိုတာဘေးရင်မဲဆရာမလို့ဘူးကိုနဲ့အတိတိုက်ဆုပ်ထားတဲ့ရင်ဖုံးအင်ကြီးအောက်ကရှင်နှမွာလဲတုံးနေတယ်လေရှုပ်ပါတယ်ကွာဒီအဆင့်ထိရောက်မှာတော့နောက်ဆုတ်စရာအကြောင်းမရှိတော့ဘူးအဓိကနေရာကိုရောက်အောင်သွားတော့မယ်စိတ်မြန်လက်မြန်ဆိုတာကျွန်တော်အတွက်ပြောစရာလားပေါင်တွင်းဘက်ရောက်နေပြီဖြစ်တဲ့လက်ကိုချက်ချင်းထဲကိုထိုးနိုင်ပြီးဝင်သွားတယ်အဲ့ဒီမှာအကိုခဏအရန်မလုံးနဲ့ကျွန်တော်လုံးကြီးချိုရိုးတွေပြုတ်သွားအောင်မယ်ဟုတ် sorry ခင်သန်းတို့လေကျွန်တော်လက်ကိုကိုင်ပြီးမူးသလိုနဲ့သလိုဖြစ်နေတဲ့အတန်နဲ့ထားလိုက်တယ်သူမအတန်ကနေပူတဲကပြန်လာတဲ့လူတစ်ယောက်စကားပြောသလိုမျိုးမောတယ်လို့ပြောရပေမဲ့ပုံမှန်လေးတန်တော့မဟုတ်ဘူးလေကျွန်တော်ကိုယ်တိုင်လည်းပြန်ပြောလိုက်တဲ့အတန်ကအာလုတ်တန်ကြီးပါနေတယ်နာပြီးဘာပြောရမှန်းမသိဖြစ်နေပြီခါတိုင်းဆိုတွေးတဲ့အတိုင်းပြောဆိုစကားတတ်တယ်ဆိုတဲ့သူကအခုကျတော့ပါစက်တဲ့အာစိတ်ထက်ထားတာခံရသလိုဘဲကစပြောရမှန်းမသိဘူးကျွန်တော်ခါနာမှာချိတ်ရှိတယ်အဲ့ဒါကိုဆက်ဖြုတ်လိုက်တခြားသူလည်းမြင်သွားအောင်မယ်နော်ဟုတ်ဖြုတ်လိုက်မယ်ချက်စုံငွက်ကမိတောက်တဲ့အချင်းကရှိနေတော့မန်းလေးသူတိုးလေးကက်ပြောတဲ့စကားကဘာဆိုတာသဘောပေါက်လိုက်တယ်အုံနာကလက်ကိုဘာမှအထွေတူခိုင်းနေကြတာမလိုဘူးလေအထက်ရောက်နေတဲ့လက်ကချက်ချင်းအပြင်ပြန်ထွက်လာပြီးသူမရဲ့ညာဘက်ခါးနှစ်ပေကိုဆန့်လိုက်တယ်ဟောတွေ့ပြီမမလေးဖြစ်နေတဲ့ကလေးလေးကိုစမ်းပြီးတာအသားလေးတစ်ခုလော်ထုတ်ပြီးအောက်ကိုဆက်ချလိုက်တယ်စိတ်ထဲထင်လို့လားမသိနားတဲ့ရွှီကနေမြည်တဲ့စစ်တန်ကိုချလိုက်ရတယ်လို့ပဲဒါတော့သူ့ထမိန်လေးတွေရဲ့စကက်စစ်ကကျွန်တော်တို့ကျင်းမမီစစ်တွေလို့အမားစားမဟုတ်ဘူးကျွန်တော်ကိုမိထားတဲ့ခင်တန်းတို့ကိုလုံးလေးဒီအတန်ကြောင့်စက္ကနဲ့တွန့်သွားရှာတယ်မိထားတဲ့ခေါင်းလေးကကျွန်တော်ကိုမော့ကြည့်လာတော့ကျွန်တော်လေဘာလို့လဲသိလားအဲ့ဒီအချိန်ကြာမှတော့ဆွေမန်းသူကိုအခြားကိစ္စတွေစဉ်းစားခွင့်မပေးတော့ဘူးကို့မျက်နှာနားမှာရီဝဝေးလေးမော့ကြည့်နေတဲ့ကောင်မလေးမဟုတ်လားပြီးတော့သူမကလည်းလူတုလူပါလေလူပြီးမယ်ဆိုရင်တော့သူလေးလည်းပူပေါင်းချက်စီမှုဆက်ထမ်းရမှာပဲကျွန်တော်နှုတ်ခမ်းကသူမနှုတ်ခမ်းကိုလာထိမယ်ဆိုတာသိနေပေမဲ့သူကရှောင်းမထဘူးမျက်နှာကိုမော့ထားတဲ့အတိုင်းရှိနေတယ်လေနေခနဲ့နှခမ်းစင်းတစ်ခုထိတဲ့အချိန်သူမမျက်တောင်လေးမှိတ်ဆင့်သွားတယ်ဆိုတာကိုတော့ကျွန်တော်မျက်စိဖွင့်ထားလို့သိလိုက်တယ်မျက်စိကလည်းဖွင့်မထားလို့မဖြစ်ဘူးလေ highway မှာတားနေတဲ့ expert ကားပေါ်မှာကိုရီကခရစ်စတန်ဆွဲနေတာကိုအပကောင်းလိုက်တာတဲလဲနန်းလို့ကောင်းတဲ့နှခမ်းလေးပဲသူများတွေကတော့မသိပေမဲ့ကျွန်တော်ကနန်းရင်အရသာခံပြီးနန်းတက်တယ်ဒီလိုခစ်ကြီးမှာမိန်းကလေးတယောက်ဖို့
ဖြစ်ဖြစ်ယောက်ျားလေးတစ်ယောက်ဖို့ဖြစ်ဖြစ်နန်းခံရတာအဆန်းဖို့ဆိုတာလူတိုင်းသိပါတယ်နော်ကျွန်တော်ကတော့ကျွန်တော်နန်းလိုက်တဲ့မိန်းကလေးတိုင်းအတွက်စမ်းရအောင်နန်းတက်တယ်ဘယ်လိုမျိုးနန်းနေဆိုတာကတော့ဒီနေရာမှာပြောမကောင်းလို့မပြောတော့ဘူးမယုံရင်ရှေ့မန္တလာကားပေါ်သားလာကြည့်ပြီးတော့မရှိရပဲနဲ့နန်းလိုက်မိလို့ဒီကင်းကတော့လက်ကငိန်သွားတယ်ချိုးများတဲ့နှကန်းလေးနှကိုရဲ့ဆက်ဆံမှုအောက်မှာနင်မျောပျော်ဝင်သွားတယ်ဆိုလေမမှားဘူးပေါ့ဒါပေမဲ့ကျွန်တော်ကတတိလက်လွတ်တဲ့သူမဟုတ်ဘူးလေဆယ်တန်းလောက်တုန်းကအသေးချက်ခဲ့တဲ့မြမစာခေါင်းစဉ်တွေဖြစ်တဲ့ချင်းရှိခိုက်လုံးလဆိုင်တဲ့လောက်တာတော်ဘိုင်းငယ်မိုးရွာတော့ရေခင်ဆိုတာတွေရဲ့နောက်တော့ဂျိတ်ဖြုတ်တုံးလက်နှိုက်ဆိုတာကိုကျင့်သုံးလိုက်တယ်ဒီတခါကတော့အောက်ကနေပစ်နှိုက်တာမဟုတ်ပဲအပေါ်ကနေပစ်နှိုက်ပစ်လိုက်တယ်ဒီတော့ဘယ်ကိုသွားထိမလဲဆိုတာစက်ကြည့်ပြီးတော့နှကန်းစင်ထိနေတဲ့ရွှေမန်းသူလေးရဲ့ပါဇက်ကအတန်တိုးတိုးလေးလွင့်ထွက်လာတယ်နားထဲမှာဘာသန်ရဲလို့ခွဲခြားရခက်ပေမဲ့ကျွန်တော်ဘယ်ဘက်ပါကိုသူ့မလက်နဲ့လာဖြစ်မှုကြောင့်သူ့မစိတ်ချလာပြီဆိုတာရိပ်မိလိုက်တယ်စိတ်တွေကကျန်နာရီရောချနေပြီလားဆိုတာသိဖို့လက်ကိုအောင်နည်းနည်းထက်ရှုံးလိုက်တယ်ချက်မောက်တီးချင်းတွေကိုလက်လိုက်လိုက်သလိုဖြစ်ပဲလို့ထင်ထားပေမဲ့တကယ်တမ်းကျတော့လမ်းကရှင်းနေတယ်လေဟင်းရန်ကုန်မန်းလေးကိုအမြန်လမ်းကသွားလို့ပြက်ညက်သွားရဓာတ်သက်ပါနေသလားသိတော့ဘူးဟီရွှေမန်းသူလေးရဲ့အထီးကနေရာကိုသွားတဲ့နေရာမှာဘာမှရှိမနေဘူးပါလာတဲ့စီတီကအသားနဲ့တပြေးတဲ့ကတ်နေတယ်လေဒီတစ်ခါတော့ကင်မိတဲ့စီတီဟာဝဲကန်လားဘာလားမသိကျင်တော့ဘူးတော်ချာနေဆရာမတစ်ယောက်ကအဲ့ဒါမဖြစ်နိုင်ဘူးဆိုပြီးဝင်ပြောနေအောင်မေတေချာတာကတော့ဒါဟာဗစ်တိုးရီးယားတောက်တဲ့ secret တော့ဖြစ်နေနိုင်မှုလေဟိညဉ့်ညဲ့နဲ့ပိတ်ဆသားပေါ်ကိုအသားလေးထိပြီးခဏကင်ထားတယ်ခက်မိတဲ့ကောင်မလေးတွေဘယ်လိုလုပ်ထားမှန်းမသိပေမဲ့ကြောင်ချောလေးဆိုတာသိနေတယ်လေအသားလေးလက်ကလေးတွေကိုရွှွှလေးနဲ့အောက်ကိုဆင်းလာတယ်တစ်စက္ကန့်နှုန်းနဲ့ညာတားမိသလားမသိဘူးနည်းနည်းလေးအလဲမှာခြိုက်နေတဲ့နေရာလေးရောက်လို့ခဏရက်ပြီးအချိန်တက်မယ်ပြင်လိုက်တာအဲ့ဒီအချိန်လေးမှာလေတိတောင်ဆိုတဲ့ရုတ်တရက်ညီလာတဲ့စောက်ဟောက်ကအတန်းကြောင့်ကျွန်တော်တို့နှစ်ယောက်လူချင်းကွာသွားတယ်ရင်ထဲလည်းထိတ်ခက်နဲ့ခုံသွားတယ်ခိုးစားတဲ့လူတွေမိရင်ဒီလိုမျိုးပဲဖြစ်ချလားမသိဘူးအမူအရာပြက်ပြက်နဲ့ကျွန်တော်တို့နှစ်ယောက်ဟိုကြည့်ဒီကြည့်နဲ့တော်သေးတယ်ဒီလိုကကျင်ထွက်လာပြီးမြမိတွေကလင်းမလာဘူးဒါကြောင့်ရွှေမန်းသူလေးသူ့ကိုယ်သူတသက်ရရပြန်လို့ဖို့အချိန်ရသွားတယ်လေအမှန်ကအများကြီးတော့လှုပ်ဆောင်မလို့ဘူးစကတ်စစ်ကိုပြန်ဆက်တင်ရုံပဲပြီးတော့ရိုးရိုးရဲရဲဖြစ်နေတဲ့သူ့အင်ဂျီစာကိုဟိုဆက်တီဆွဲပေါ့အဲ့ဒီအချိန်မှာပဲမိကလင်းလာတယ်မောင်နီယာကမီးလင်းလာတော့အိတ်နေတဲ့သူတွေလည်းအလင်းရာကြောင့်နိုးလာကြတယ်လေသူတို့လည်းကျွန်တော်တို့လိုဟိုကြည့်တီကြည့်ပေါ့အဲ့တော့မှကျွန်တော်လည်းတတဲပေါက်ကနေအပြင်ကိုကြည့်လိုက်တယ်လမ်းရဲ့ညာဘက်မှာမိဟောင်နေဆုံးထွန်းထားတဲ့စားသောက်ဆိုင်တွေကိုမြင်နေရတယ်တော့115မိုင်တောင်ရောက်တာကိုဟုတ်တယ်ကားရှိ TV ဟာရုတ်တရက်လင်းလာပြီးအသက်ဖန်တီးထားတဲ့ခွေးတစ်ခွေးကညစာဆိုတာကိုပြနေတယ်အဲ့ဒီစာတန်းကိုတွေ့ပြီးစိတ်ထဲမှာနည်းနည်းတော့တမျိုးဖြစ်သွားတယ်လေတော့စားချင်တာဒီညစာမဟုတ်ဘူးဟိုညစာဟင်းညစာလေးမုံပေါင်းလေးနော်ဆိုတော့မစိုးပါဘူးအရှင်တုံးကပကိုးကြုံမှာရက်တဲ့ဆိုင်တွေလိုအိမ်နာသွားရတာအစင်မပြေတာမျိုးမရှိတော့ဘူးအစင်မြင့်တန်းစံကန်းလို့ပြောထားတဲ့အတိုင်းတော်တော်လေးတသက်ရရက်ဆိုင်တွေကလည်းခဏခဏမှုတ်တော့ဘူးတက်ရတန်ရှင်းနေတဲ့အပြင်တချို့ဆိုင်တွေဆိုလေအေးပစ္စက်တောင်တက်ထားသေးတယ်ကဘာနဲ့ရင်ပေါင်တန်းဖို့ဆိုတော့ဖြစ်တင်တာပေါ့နာပြီးညအိတ်စင်လို့အိတ်လို့ရနိုင်တဲ့တိတ်ခုတ်ခံလေးတွေရှိတယ်ဗျအဲ့ဒါလေးတွေလည်းမြင်တော့ကျွန်တော်စိတ်တယ်ဘာသွားတွေ့မိလဲသိလားမပြောတော့ပါဘူးဗျာရွှေခရားကြီးမှာထိုင်းတော့ရွှေမန်းသူလေးပေါင်းလာဘူးကားပေါ်ကမစင်းခင်အကိုအရင်သွားနဲ့
ကျွန်တော်ဘာသာကျွန်တော်ထိုင်မယ်ဆိုတာပြောလိုက်တယ်ကျွန်တော်မခေါ်ဖြစ်ခဲ့ဘူးသူမကိုအတူထိုင်ဖို့ခေါ်ပြီးစားသလိုဖြစ်နေတာကြောင့်လေခင်တန်းနုလေးကပြောတာကိုမငင်းလိုက်မိပဲအားထားတော့စိတ်ထဲမတင်ကြားနဲ့ထားရခက်နေသေးတယ်လူတော်တော်များများဆင်းသွားတော့မှကျွန်တော်ကားပေါ်ကဆင်းလာမိတယ်အဖေကဘာလို့ကြားနေတာလဲမေးတယ်လေကြားမှာပေါ့ကျွန်တော်ကခင်တန်းနုလေးနာခွာရဲနိုင်လို့ဘောင်းမေကြီးမှာဖောင်းဖောင်းကြီးဖြစ်နေတဲ့ကောင်ကိုအရှင်ကျသွားအောင်စောင့်နေရတာကျွန်တော်လက်သက်ဆင်ပြီးတော့တက်ရက်တဲ့စပွဲပေါ်ဝင်ထိုင်တဲ့အထီတောင်ရွှေမန်းသူလေးကိုအရိပ်ရောင်မတွေ့ရဘူးကားပေါ်ကရောဆင်းရင်လားဒါကတော့မဖြစ်နိုင်ဘူးသူတို့ highway expect ကားတွေကထုံးစံအတိုင်းကားရဲ့နားလင်တယောက်မကျန်ဆင်းရတာပဲကြည့်ရတာတန့်စင်ခန်းထဲမှာကြာနေတာထင်တယ်ကြာစရာလည်းအကြောင်းရှိတယ်ပြန်စဉ်းစားမိရင်ကျွန်တော်မျက်နှာကပြုံးရံရံတန်းသွားတယ်နေချသွားတဲ့အငယ်ကောင်ကတော့ပြန်ထောင်လာကြလို့ဖြစ်တယ်အကိုဘာမှလဲလူနာကိုကပ်ပြီးမေးလိုက်တဲ့စပွဲတို့ကောင်လေးအတန်ကြောင့်အတွေးမြင်တစ်ခုကတပိုင်းတစားနဲ့ရက်သွားတယ်လေဆက်မတွေးတော့ပဲဘာစားရမလဲစဉ်းစားလိုက်တယ်တကယ်တမ်းစားတော့ကြုံတွေ့နေရတဲ့အဖြစ်ပြက်ကြောင့်ရင်ထဲတစ်မျိုးဖြစ်နေလို့စားတော့မစားဘူးညအိမ်မရမှာပဲမထူတော့ဘူးဆိုပြီးကော်ဖီတစ်ခွက်နဲ့နံပြတစ်ချက်မှားလိုက်တယ်ဖိတ်ထက်မေလဲဒါပဲစားမယ်ဆိုလို့အတူတူမှားပေးလိုက်တယ်ကျွန်တော်တို့မှားလိုက်တာတွေရောက်လာပြီးရှင်မန်းသူလေးကိုမတွေ့သေးဘူးကြည့်ရတာတခြားဆိုင်များတောထိုင်နေလားဒီမှာဆိုင်တွေကကတ်နေတာဆိုတော့ကားကဒီဆိုင်မှာရက်ပေမဲ့ကိုကတခြားဆိုင်မှာလည်းတောထိုင်လို့ရတယ်လေအရှင်တုန်းကလို့ကားထိုးရက်ထားတဲ့ဆိုင်မှာစားရမယ်လို့မရှိဘူးရွေးချယ်ခွင့်ရှိတဲ့သဘောပေါ့ဒါကလည်းတိုးတက်လာတဲ့အချက်ထဲမှာတစ်ခုပါဝင်ပဲလေပူနည်းနည်းနဲ့စားရတဲ့နံပြားဟာရတာရှိတယ်ဆိုတာများများနဲ့ပြုတ်ထားတာမဟုတ်တဲ့ပဲပြုတ်ဝဝလေးကလည်းနူးညံ့ပြီးရန်ကုန်မှာရတဲ့ပဲပြုတ်ထက်တောင်ပိုကောင်းသေးတယ်ခေါင်းရိုင်းဆိုညဘက်အစားမစားတတ်ပေမဲ့အမေတော်မှပဲနံပြားကိုတစ်ချက်လုံးကုန်အောင်စားတာတွေ့လိုက်ရတယ်အေးမြတဲ့ညရဲ့လေးပြေကိုကောက်ခွဲဖို့ရင်းနှီးပူပူလေးတစ်ခွက်စီတောက်ကြတယ်လေကောင်းညင်းနှံ့လေးတင်းတင်းလေးမှွေးနေတဲ့ရင်းနှီးကလည်းတောက်လို့ကောင်းတာပေါ့ဆလုံးမှာရတဲ့ green tea ထက်တောင်ကောင်းသေးတယ်ပတ်စံရှင်လက်တုပ်ပြီးတော့ကျွန်တော်တို့မိသားစုကားရဲ့တနာကိုပြန်လျှောက်လာခဲ့ကြတယ်အိုင်ခိုက်လို့ဆိုရမယ်ကျွန်တော်လည်းရောက်ရောစပယ်ယာလေးကတကားကိုပြန်ဖွင့်ပေးလို့ကားပေါ်တက်ခွင့်ရတယ်တခုပြောရအောင်မယ်ကားပေါ်တက်ခန့်လေးမှာအနားကိုတသားပန်းလေးလဲပင်းမှာဆဲထားတဲ့ဈေးရောင်းတဲ့ကောင်မလေးတယောက်ရောက်လာတယ်လေအကိုကြီးမွဲတော့ဘူးလားတဲ့လှမ်းကြည့်လိုက်တော့တသားပန်းလေးရဲ့အောက်မှာစက်ထမတန်းဆိုတဲ့အင်္ဂလိပ်စာဖတ်စာအုပ်တွေတွေ့တယ်ဗလာစာအုပ်လေးတစ်အုပ်လည်းတွေ့တယ်ဝက်ထားတာကလည်းចောင်းစိမ့်ထမင်းလေးကျွန်တော်ရင်နဲ့မကောင်းဖြစ်သွားတယ်ပုံမှန်အတိုင်းဆိုကျွန်တော်ဇီးတုတ်တို့အချင်းတုတ်တို့ကိုစိတ်ဝင်စားဖို့အခုတော့လှည့်ထွဲမသွားရဘူးလေအမေတို့ကားပေါ်တက်သွားပေမဲ့လိုက်မသွားသေးပဲကျွန်တော်ဘောင်းမီအိတ်ထဲကပတ်စံအိတ်ကိုထုတ်ပြီးနေကြစိတ်နဲ့ထုတ်ဝဲပလိုက်တယ်ကျက်အန်းဖို့ပတ်စံရှာနေတဲ့ကလေးမလေးကိုမအန်းနဲ့တော့လို့ဆိုပြီးလူရှင်းစပြုတ်နေပြီဖြစ်တဲ့ကားပေါ်နာကိုတက်လေးရှောက်လာခဲ့တယ်လေကလေးတွေများညမိတ်ပဲဈေးရောက်နေကြတယ်ဒီလိုဘဝတွေကနေပညာတတ်ပြီးလွတ်မြောက်ကြပါစေကွယ်ကျွန်တော်ရှိကတက်နေတဲ့လူတစ်ယောက်ကိုတွေ့လို့ချိန်မိတော့မှရင်ပြန်ခုန်သွားတယ်ရှင်မန်းသူလေးလေဘယ်ချိန်ကကျွန်တော်ဘေးကဖြစ်သွားလဲမသိဘူးကျွန်တော်မုံရောင်းတဲ့ကောင်မလေးစီကမုံဝယ်နေလို့သူမဖြတ်သွားတာမမြင်လိုက်တာဖြစ်မယ်နည်းနည်းလေးမြင်းနဲ့နှစ်စစ်လေကားကိုတက်နေတာကျွန်တော်ကားအောက်ကနေရက်ချီနေလိုက်တယ်အမေကျွန်တော်လည်းမကဘူးကားပေါ်ရောက်နေတဲ့ driver ကြီးကလည်းခင်သန်းတို့လေးကိုရှိုးနေတာဗျဟဲကောင်းပါလေဗျသူငိုက်နေတောင်မှနည်းနည်းမျက်စိကျဲသွားတာပေါ့ဒါဆိုကောင်းမောင်ရင်ငိုက်သွားရင်ဒုက္ခမဟုတ်လားသူမကားပေါ်ရောက်သွားမှကျွန်တော်လိုက်တက်လာခဲ့တယ်မလန်းမကန်းမှသွားနေတဲ့ဆွေမန်းသူလေးနောက်ကျောကိုကြည့်ပြီးအခုမှသတိထားမိတယ်သူမခေါင်းမစိထားတော့ဘူးခေါင်းစိလေးကိုသူမလက်မှာပတ်ပြီးစီထားသလိုလိုလက်ခိုင်ထားသလိုလိုဆုပ်ထားတာတွေ့ရတယ်လေခေါင်းချော်ယုံသားရှိတဲ့သပင်လေးတွေကပုံစံတင်ထားတဲ့အတိုင်းပဲခဝဝဲဖြန်ကာကျနေတယ်
ပြေဖြိုးအချိုးချတဲ့သူမပုံစံနဲ့အင်တန်မှလိုက်ဖက်လာတယ်လေကျွန်တော်ကြည့်နေစဉ်သူမကခုံနာရောက်သွားပြီသူမဝင်ထန်လိုက်တဲ့အချိန်အရှိဘက်ကိုမျက်နှာမူလိုက်လို့သူမနောက်မှာကျွန်တော်ကပ်ပါလာတယ်ဆိုတာတွေ့သွားတယ်လေဘာစကားမှမဆိုပေမဲ့အပြုံးလေးတော့ဖန်တီးပေးရှာတာကျွန်တော်လည်းပြန်ပြုံးပြလိုက်ရင်ဒါဆိုရင်တော့အခြေအနေမဆိုးသေးဘူးဟာလို့တွေးမိလိုက်တယ်ကြည့်ရတာငါညစာပဲနံပြားနိုင်တယ်ပြီးသွားတာမဖြစ်တော့ဘူးကျွန်တော်တို့ထိုင်ပြီးချင်းပဲကားကစထွက်တယ်ရန်ကုန်မန်းသစ်အမြင်လန်းပေါ်ရောက်တာနဲ့တိတ်မကြခင်ပဲမိတွေလည်းပြန်ပိတ်သွားတယ်ကားတစ်စီးလုံးအစောကအခြေအနေကိုပြန်ရောက်သွားတယ်လေတချို့လူတွေထိုင်ကုန်တွေကိုမက်ထားရကနေနောက်ဘက်ကိုပြန်လျှော့ချနေပြီကျွန်တော်လည်းအပြင်ဘက်ကိုငေးနေတဲ့ခင်တန်းနုလေးကိုကြည့်ပြီးဘလို့မျိုးဇလန်းပြန်ဆန်းရမလဲစဉ်းစားနေတယ်ကို့အဖြစ်ကိုလည်းကိုမယုံနိုင်သေးဘူးဒီလောက်လာတဲ့ကောင်မလေးတယောက်နာပြီးဒီညနေမှတွေ့တာကိုနမ်းပြီးဟောဟာထိရအောင်နှိုက်လိုက်ရတာဆိုတာပုံပြင်ထဲမှာတော့ရှိနိုင်အောင်မလားအင်းဒါပေမဲ့အခုခက်နေတာကအဲ့ဒီဇလန်းကိုဘယ်လိုပြန်စားရမလဲလာနေနဲ့ငါနဲ့ပြန်နှမ်းကြစို့လို့ပြောလို့လည်းမဖြစ်သေးဘယ်လိုအကြောင်းအရာနဲ့စားရပါမလဲကျွန်တော်အကြံတစ်ခုရသွားတယ်ရှေ့ကုံနောက်ကျောကအိတ်ထဲထည့်ထားတဲ့နေကြစိတ်ထုတ်ကလေးကိုယူလိုက်တယ်လှုပ်ရှားလိုက်တယ်အပြင်အတန်တွေကတိတ်နေလို့စွတ်စွတ်စွတ်အတန်ကတော့ထွက်သွားတယ်လေရှင်မသူလေးလမ်းမဘက်ငင်းနေတော့ပဲကျွန်တော်ပဲလှည့်လာတာတွေ့လိုက်တယ်လက်ထက်ရောက်လာတဲ့နေကြစိတ်ထုတ်ကိုဖဖို့အရာပေးတဲ့နေရာကနေဆက်ဖြတ်လိုက်တယ်လေနေကြစိတ်စားပါအောင်ညီမရဲ့ကျွန်တော်စီကထွက်သွားတဲ့အတန်ကအထက်နိုင်ဆုံးကျင်နာတဲ့အငွဲ့သက်တီထည့်ပေးလိုက်တယ်ကိုကမြင့်တာထားမှသူကမြင့်တာထားမှမဟုတ်လားမြင့်တာတရားဆိုတာလက်ကင်ထားတဲ့အရာပဲလေရှင်မန်းသူလေးရဲ့လက်ဖွားကဖြန့်ပြီးကျွန်တော်ပဲလှည့်လာတယ်ဒီလောက်အခြေအနေဖြစ်လာရင်ဘယ်လိုဆက်ရမယ်ဆိုတာကျွန်တော်သိသွားပြီလက်ကိုတမင်တကာဆက်ယူလိုက်ပြီးလက်ဖွားပေါ်ရကြစီလေးတွေတွန်းချပေးလိုက်တယ်အကျဉ်းနဲ့မှုတစ်ခါတည်းတိတ်အများကြီးမပေးလိုက်ဘူးမြန်ကုန်သွားမှသူကလာထတောင်းမှမဟုတ်လားဒါဆိုနောက်တစ်ခါလက်ကင်ခွင့်ရမယ်နီလက်ကနေတစ်စင်ကျန်နာတွေပြန်ခိုင်လို့ရအောင်လုပ်ရမယ်လက်ပြန်ခိုင်ခွင့်ရဖို့လဲသိချတယ်လေမိန်းကလေးဆိုတာ100မှ69ယောက်ကနေချာစီကြိုက်ကြတာပဲမဟုတ်လားစားမရင်10စိ15စိလောက်နဲ့ဘယ်သူရနိုင်လဲကျွန်တော်တက်ထားတဲ့အတိုင်းခဲတန်းလူလေးသူ့မလက်ထဲကဟာကုံသွားရောနောက်ထပ်လက်ဝါးဖြန့်ပြီးတောင်းနေသိတယ်မလားကျွန်တော်ကတမင်တကာလက်ဖွားလေးကိုအကြာကြီးကင်ပြီးတစ်စီချင်းအချိန်ယူတန်ချလိုက်တယ်အဲ့ဒီမှာပဲရှင်မသူလေးကျွန်တော်အကြံကိုစိတ်မိသွားရောဗျာဆယ်စီကြောလောက်လက်ထက်ရောက်သွားချိန်ဟွန်းဆိုတဲ့အတန်ပြုတ်ပြီးလက်ပြန်ရုပ်သွားတယ်နေချာစေးကိုကိုက်စားရင်ကိုတစောင်းလှည့်ပြီးကျွန်တော်ကိုကြောက်ခိုင်းထားတယ်လေဒါပေမဲ့စောင်းစောင်းလေးပြင်နေရတဲ့သူ့ရဲ့ပါးပြင်တစ်ဖက်ကခြိုက်တယ်လို့အခွက်လေးပေါ်နေလို့ပြုံးနေတယ်ဆိုတာကျွန်တော်ရှိမိတယ်ဒါဆိုโอเคဆိုဖြစ်ပြီဆိုတဲ့အချက်ပဲဘယ်ရမလဲမတိမတာလေးကိုသူမဖက်တိုးပြီးအသားချင်းထိအောင်ကပ်လိုက်တယ်ဤကနဲ့ကိုချင်းနှစ်ခုထိသွားတဲ့အချိန်ခင်သန်းတို့လေးကိုကတောင်လေးဖြစ်နေရကကြော့ကြလာတယ်ကျွန်တော်ဘက်ကိုမိလျက်သားလေးပေါ့ကျွန်တော်လဲဒီတစ်ခါတော့ဘယ်ဘက်လက်ကိုပါအလက်ကားမထားတော့ပဲအလုတ်ပေးလိုက်တယ်လေသူမနောက်ကျောကနေဝိုက်ကကြော်ပြီးဘယ်ဘက်ခုံးပေါ်လေးတင်လိုက်တယ်တသားလေးဖတ်လိုက်တဲ့သဘောပေါ့ဒါပေမဲ့ပိုင်နိုင်ရှိတယ်ရှင်မန်းသူလေးရဲ့နုညက်ဤထွေးတဲ့ကော်လုံးလေးဟာကျွန်တော်ရင်ခွင်တစ်ချမ်းကိုပြန်ရောက်သွားချတယ်အခြေအနေကောင်းနေပြီကျွန်တော်ကြံတဲ့ညာဘက်လက်ကိုသူမပေါင်ပေါ်ခက်မြင်ပြန်တင်လိုက်တယ်ဒါနဲ့သူကအကိုနေအောင်ဗျရှင်မန်းသူလေးကစက်ခနဲ့ပြန်ရုံထွက်သွားတယ်ကျွန်တော်သူမကိုဘာဖြစ်တာလဲဆိုတဲ့အကြည့်နဲ့ကြည့်မိတော့ကျွန်တော်များအဆင့်ကျော်သွားလို့လားဘေးကိုကြည့်အောင်ဗျကျွန်တော်တို့ကိုမြင်တော့အောင်မယ်ကျွန်တော်လည်းအဲ့တော့မှပြန်သတိရတယ်
ဟုတ်သားပဲငါရောက်နေတာပန်းချန်ထဲမှာမဟုတ်တာအစ်ဘက်ကားကြီးပေါ်မှာပဲလေသူမပြောသလိုဘေးကိုငှက်ကြည့်တော့ဟိုဘက်လမ်းကဘွားတော်ကတော့အိပ်ပျော်နေပြီဒါပေမဲ့နောက်နားကလူနှစ်ယောက်ကမအိပ်သေးဘူးလေဘယ်လိုလုပ်ရပါမလဲကျွန်တော်တို့ကပေါ်တင်ကြီးဖြစ်နေတယ်ဒီချိန်ကျွန်တော်မျက်ဝန်းတောင်းမှာစင်မန်းသူလေးကလက်ပိုက်လိုက်တာတွေးလိုက်တယ်ကျွန်တော်သူမပဲလှည့်ကြည့်တဲ့အချိန်ပိုက်ထားတဲ့လက်ဖွားလေးနှစ်ဖက်ကလက်မောင်းသားတွေကိုအပြန်လန်ပုတ်နေတယ်လေဒါကိုမြင်တော့ကျွန်တော်အကြံကောင်းတစ်ခုရသွားတယ်ချမ်းလို့လားညီမဟုတ်တယ်အခုအရှမ်းအေးလာတယ်ဗျကျွန်တော်စီမှာလည်းဘာမှမပါဘူးဟုတ်လားအခုစီမှာစောင့်ပါတယ်ခဏလေးအခုထုတ်လိုက်မယ်ကျွန်တော်ချက်ချင်းပဲမတက်ရပြီးခေါင်းပေါ်မှာရှိတဲ့စိတ်နဲ့ထည့်ထားတဲ့ကျွန်တော်အဝတ်အိတ်ကိုယူလိုက်တယ်အမေထည့်ပေးထားတဲ့ဆောင်ကိုယူလိုက်ပြီးဆောင်ရရချင်းပဲကျွန်တော်တက်လက်လက်ဖြန့်လိုက်တယ်လीမစိုးပါဘူးဆောင်ကတိတ်လေးမဟုတ်လို့နှစ်ယောက်စားတော့လုံးလုံးချုံချုံခြုံနိုင်တယ်လို့ပြောရမယ်လीကျွန်တော်ကဒီဘက်ကအစကိုဆွဲတဲ့ချိန်သူမကဟိုဘက်ကအစကိုဆွဲပြီးသူမကိုပေါ်လှမ်းလိုက်တယ်အားလုံးပြီးသွားတဲ့အချိန်မှာကျွန်တော်တို့နှစ်ယောက်တယောက်ကိုတယောက်ကြည့်မိကြတယ်ပြီးတော့တိုင်ပင်ထားတာမဟုတ်ဘဲနဲ့ကြောက်မိကြသေးတယ်ရှင်းပြစရာမလိုတဲ့အနက်တစ်ခုကိုစောင်းတဲ့အပြုံးပေါ်ဘာနဲ့တူလဲဆိုတော့ငယ်တုန်းကမောင်နှမတွေအဖေမသိအောင်ကြောင်အိမ်ထဲကမုံကိုခိုးစားသလိုအပြုံးပြတဲ့မျက်နှာကျုံမျိုးလေးအခုလဲခိုးစားရတာပဲမဟုတ်လားစိတ်ကြွယ်ရမှာမဖြစ်တဲ့နာတွေဖြစ်ကြတာဆိုတာယုံတန်းစကားမဟုတ်ဘူးကျွန်တော်နဲ့ချင်းမန်းသူလေးကတတ်သိခန်းနေတယ်လေကိုရီးယားဆောင်ကိုနှစ်ယောက်သားခေါင်းလေးကိုစီသားပေါ်တဲ့အထိခြုံထားပြီးတာနဲ့သူမကကျွန်တော်ခုံးပေါ်ပြန်လာမိတယ်ကျွန်တော်ကလည်းသူမကိုတင်းတင်းလေးပြန်ဖက်ထားလိုက်တယ်လေဟုတ်တော့ဟုတ်နေပြီကျွန်တော်ကိုဒီလောက်ထိခွင့်ရေးပေးတဲ့သူမကိုလည်းအံ့ဩတယ်တကယ်ဆိုသူနဲ့ကျွန်တော်နဲ့ကတယောက်ကြောင့်တယောက်တီးကြတာမဟုတ်ဘူးသူ့မှာပိုက်ဆိုင်သူရှိတာလားနောက်ကြောင့်ရှင်းရလားကျွန်တော်ဘာတစ်ခုမှမသိဘူးရုပ်စာအစုံနာမည်တော့မေ့ကြည့်ရသေးတာမဟုတ်ဘူးအခုလိုမျိုးကျွန်တော်ကိုလိုက်လောတာအကြောင်းတစ်ခုခုများရှိနေလို့လားစိတ်ညစ်လာသူလားအဝတ်တစ်ထည်ကိုတစ်ခုနဲ့အိမ်ကစိတ်လာတာများလားဟုတ်ဘာလေးမှမသိတော့ပါဘူးဗျာစိတ်ကဟိုတီတီတွေးရင်ကျွန်တော်ကိုမိထားတဲ့ရွှေမန်းသူလေးအကြောင်းဆက်စုပ်နေချိန်ကျွန်တော်ကိုကလည်းသူ့မောက်ကိုဆက်စုပ်နေပြီစိတ်ရောကိုယ်ရောပါဆက်စုပ်မိတယ်ဆိုပါတော့ပခုံးကိုကြော်ဖက်ထားတဲ့လက်ဟာလက်မောင်းသားလေးတွေဇာပါလေးတွေပေါ်ကပုတ်ပေးနေရင်သူ့မောက်ကိုအလဲပိုင်းကိုအချိန်မဆိုင်မဲ့ခူးသွားတယ်လေဆိုတဲ့အတန်ကျွန်တော်ပခုံးပေါ်ရောက်တဲ့သူ့မရဲ့နှကန်းကမချစ်မရဲ့အတန်ထကြလာတယ်သူ့မကိုသူ့မတတိပြုတ်မိသားလူလာတော့မသိနှကန်းလေးကိုအောက်သားလေးနဲ့ကိုက်ထားပြီးမျက်လုံးလေးတွေမှိတ်ဆင်းသွားရောကျွန်တော်လည်းမို့ထွားတယ်ဆိုပြီးမြင်ခဲ့ရတဲ့သူ့မရဲ့ရင်သားတစ်ဖက်ကိုတကယ်ဟုတ်လားမဟုတ်လားဆိုတာသိအောင်အုံမိသွားတဲ့လက်နဲ့ကွန်ဖန်လုပ်လိုက်တယ်လေဟုတ်ရှာတယ်ဟုတ်ရှာပါတယ်ဗရာပျော့ပျော့လေးပေါ်ကကင်မိတာတော့လက်ထဲမှာစီးကနဲ့တနစ်တပိုးစီးလာတယ်လေဘယ်ဘက်လက်ကအလုတ်ဖြစ်သွားပြီမို့ညာလက်ကိုစစ်ကူခေါ်ဖို့သူမပောင်ပေါ်တင်လိုက်တယ်ဒီတစ်ခါတော့တမင်တကာကိုအရင်သားကိုကတ်တင်လိုက်တာလေအဲ့ဒီမှာကျွန်တော်တခုအံ့ဩသွားတယ်ဟိုက်တကယ်ဟုတ်ပါလားခင်သန်းတို့သူ့စီတီလေးပြန်မွေ့လာဘူးဗျဘလို့ကောင်းမလေးလေဒီတိုင်းဆိုပူပေါင်းကျန်စုံမှုတွေမဟုတ်တော့ပဲချိုးချင်းကြံစည်မှုဖြစ်နေပြီလေကားပေါ်ပြန်ရောက်ရင်ဒီလိုပဲပြန်ဖြစ်မယ်ဆိုတာတတ်ထားလားမသိဘူးကဲခင်ဗျားတို့ပဲစဉ်းစားကြည့်တော့ဗျာဒီလောက်အဆင်ပြေနေမှတော့နောက်ဆုတ်စရာလမ်းမရှိတော့ဘူးကျွန်တော်တခုံးပဲဆန်နယ်လေးတွေဖုံးနေတဲ့သူမနာနာကိုကပ်ပြီးပြောလိုက်တယ်ဘာလဲသိလားစစ်ပြန်ဖြောင်းလိုက်မယ်လို့ပြောလိုက်တော့သူမကဆိုတဲ့တလုံးနဲ့ပဲဖြေလိုက်တယ်ရွှေမန်းသူလေးရဲ့အပွင့်တပွင့်လို့ပြန်ဖြေတာတော့နောက်ကျနေပြီလေကျွန်တော်လက်တွေကတော်တော်လဲနဲ့ဖြောက်ပြီးနေပြီပြီးတာနဲ့တခါနဲ့ဟာနေတဲ့အပေါ်ဘက်ကနေထိုးထည့်လိုက်တယ်
ကျွန်တော်မှအချင်းတစ်ခုရှိတယ်ခရီးတစ်ခုကိုတစ်ခေါက်သာသွားတယ်နောက်တစ်ခေါက်အဲ့ဒီနေရာကိုလမ်းမမပဲသွားတတ်တယ်ဟီအဲ့ဒီနေရာမှာကျွန်တော်ကမွေးရပါလေအခုလဲကြည့်တနေ့မမက်ကိုသွားချင်တဲ့နေရာရောက်သွားတယ်ပြောင်းချောလေးဆိုတာဒီတစ်ခါတော့100%ကို confirm ဖြစ်သွားပြီအဲ့ဒီနောက်တော့ကားတွေကလူတွေအိတ်နေတာလားမအိတ်ဖဲအပြင်ကိုငေးနေတာလားကျွန်တော်မသိတော့ဘူးအမှန်တိုင်းပြောရရင်ကားရှိဘက်မှာအဖေနဲ့အမေပါလာတာတော့မသိတော့ဘူးဗျာကာမအမိုက်မောင်ဖုံးလန်းလင်ဘာဆိုဘာမှမမြင်ရတော့ဘူးဆိုတာမှန်တယ်တက်ကြနေတဲ့စိတ်ကိုနောက်ကတကားကောက်ပါအောင်လိုက်သားမိခဲ့ပြီကြည့်လေပခုံးပေါ်မိထားတဲ့ခင်သန်းနုလေးရဲ့မျက်နှာမတ်တက်တက်လေးဖြစ်နေတာကိုကြည့်ပြီးညာလက်ကိုအသာတောင်းချမ်းပစ်လိုက်တယ်လူပြိုလက်ဝမ်းမီးလက်မလားကျွန်တော်ညာလက်ရဲ့လက်ညှိုးနဲ့လက်ကလေးဟာဒီဝမ်းမီးလိုပဲကွေးလာလိုက်ပြန်ဖြောက်သွားလိုက်ဖြစ်နေတော့တာရှင်မန်းသူလေးရဲ့ကိုဟာကျွန်တော်ကိုမိထားတာတော့ကတုံကရီလေးတဖြည်းဖြည်းနဲ့ဖြစ်လာတယ်အောက်နှခမ်းလေးကိုအတင်းကိုက်ထားပေမဲ့လူချင်းအရင်ကတ်နေလို့ကျွန်တော်နားထဲမှာတော့အရှင်ရလာတဲ့တအီအီတန်တွေကြားစပြုလာပြီရုတ်တရက်ကျွန်တော်ခတ်ခါလေးတက်သွားတယ်လို့ထင်နေအဝါလေးကိုလက်ညှိုးလေးကို꿰ပြီးထဲလိုက်တယ်လေအားဆိုတဲ့အတန်နဲ့ရှင်မန်းသူလေးကိုကကော့ကနေဖြစ်သွားတဲ့အပြင်သူမရဲ့ညားလဲကကျွန်တော်ရဲ့ပေါင်ပေါ်ရောက်လာတယ်မျက်နှာကိုအတင်းမဲ့ကျွန်တော်ရဲ့လင်တိုင်သားကိုတုတ်ခတ်ထားတယ်လေသူမနှာဝါကထက်လာတဲ့လေဟာကျွန်တော်လေပင်ကိုတိုက်ရိုက်ထိနေလို့အသက်ရှူသွင်းထုတ်တိုင်းနှွေးခနဲ့အေးခနဲ့ဖြစ်သွားတယ်ဒါကောကကျွန်တော်အတွက်စိတ်ကြစေဖို့အကြောင်းပဲလေဘဲလဲနဲ့အောက်ကင်ထားတဲ့နှုတ်တစ်ဖက်ကိုလက်ချောင်းတန်မာကြီးလှုပ်တဲ့လေးချင်ခန်းလိုသဘောထားပြီးစောက်ကစားပြလိုက်ရာသိတယ်မလားတချို့တွေမြင်မှုကြမှာပေါ့လက်ထဲမှာစတိတန်လုံးလေးထည့်ပြီးစောရတာလေအဲ့လိုမျိုးပေါ့ခင်သန်းတို့ဘလောက်တောင်စိတ်ကြောက်လာလဲဆိုကျွန်တော်ပြောပြမယ်ကျွန်တော်လက်ချောင်းလေးဆိုးစစ်စစ်ဖြစ်လာတဲ့အပြင်ကျွန်တော်ပေါင်ကိုလာညှစ်ထားတဲ့လက်ကဘယ်ရောက်သွားတယ်ထင်လဲခွာချောင်းကိုရောက်လာတယ်ဗျကျွန်တော်လည်းအကြိုက်တွေ့သွားတာပေါ့ကျွန်တော်ထိုင်နေကြမဟုတ်ဘူးလို့ပြောခဲ့ပေါင်ခွပြီးထိုင်တဲ့ပုံကိုတော့ဒီတစ်ခါအပီးပြင်းကိုလှုပ်ပေးလိုက်တယ်ဘာမှလှုပ်ပေးတာမဟုတ်ပဲကျင်းမမီဘောကနေအောက်ကင်ထားတာနဲ့ကျွန်တော်ရဲ့စိတ်ဒီအရန်လှုပ်ရှားနေပြီအခုမြန်လေးတော်လေးကြာလာတော့ခင်သန်းတို့လေးပြီးတော့မယ်ထင်တယ်ဘလို့မှမနေနိုင်တော့ဘူးအတန်မျိုးနဲ့တိုးလေးကျွန်တော်နာကိုကပ်ပြီးပြောလိုက်တယ်သူတော့မသိဘူးကျွန်တော်ကတော့စိတ်တွေဟောင်းခနဲ့ထားတော့တာပဲအထက်ကိုတော်တော်ရောက်နေပြီဖြစ်တဲ့လက်ညှိုးနဲ့လက်ခနဲ့အမြန်လေးတင်းလိုက်ထုတ်လိုက်လှုပ်ပြလိုက်တယ်လေနောက်ကလူတွေကတယောက်ယောက်သာတေချာနားထောင်ကြည့်မယ်ဆိုတစိစိမြည်တဲ့အတန်လေးတွေကြားရမှာပေါ့ကျွန်တော်တို့နှစ်ယောက်ကတော့ဓားတွေကိုသိမနေတော့ဘူးရှင်မန်းသူလေးလည်းဘလုံးမှကိုငြိမ်မနေတော့ပဲလှလှရရဖြစ်လာသလိုကျွန်တော်ကောင်ကိုဖိအုပ်ထားတဲ့လက်ကလည်းတင်းတင်းကြီးလာဖွတ်နေတယ်လေကျွန်တော်ခက်မြန်လေးထပ်လုပ်ပေးလိုက်တယ်အားကနေဖြစ်သွားတယ်ဆိုတာကျွန်တော်ရှင်းမပြတော့ဘူးသူမပေါင်ကြားနှစ်ဖက်ကိုရုတ်တရက်စိလိုက်သလိုကျွန်တော်လက်ကိုလည်းသူမဘယ်လဲနဲ့လာကင်ထားတယ်လေခါလေးကော့တက်လာသလိုရှင်လေးလည်းကြော့တက်သွားတယ်ပြောရမယ်ဆိုရင်အဲ့ဒါတွေပါရီကလို့ပဲပြောရမယ်ဘာဖြစ်သွားလဲဆိုတော့သူမပြီးသွားတာကိုကျွန်တော်တော်တော်ခံလိုက်ရတယ်လက်နဲ့အောက်ကင်ထားတဲ့ကျွန်တော်ဟာကိုပြက်လိုက်တယ်လို့ထင်လို့လေမဟုတ်ဘူးဗျဘာဖြစ်တယ်ထင်လဲကျွန်တော်လေကုတ်သားကိုကုန်းကိုက်လိုက်တာဗျအမလေးတေးပါတော့ဗျာကျွန်တော်မှရုတ်တရက်စိတ်ကနေနာသွားသလိုစိတ်ကလည်းထောင်းကနေတက်သွားတယ်ညာလက်ကသူ့ပေါင်ကြားမှာထုတ်မရပဲညက်နေလို့ဘာမှမလုပ်ဖြစ်ပေမဲ့ဘယ်ဘက်လက်ကိုတော့မထိနိုင်တော့ဘူးအာရပါရကိုညှစ်ဖြစ်မိတာသူ့လဲနာကိုလဲနာပေါ့အဲ့ဒီလိုနာတာကိုကခန်းစားမှုဖိလင်တစ်မျိုးဖြစ်နေတယ်အဲ့လိုမျိုးတွေရဲ့
အကြီးစား feeling တစ်ခုဖြစ်တာပေါ့ဗျာလူကိုထူးဖို့ဖိရှင်းသွားတာပဲကျွန်တော်အချိန်နဲ့မှတ်ထားနိုင်လည်းမရှိနိုင်လို့ဘလောက်ကြာသွားတယ်မသိဘူးခင်သန်းတို့အသက်လေးကိုပြင်းပြင်းရှူထုတ်နေမှုနဲ့တူမျက်နှာလေးစတော့လေတိုင်းကနေပြန်ခွာသွားမှအသိစိတ်တွေပြန်ဝင်လာတယ်ကျွန်တော်ညာလက်ကိုနှုတ်ဖို့ပြန်ထုတ်လိုက်တော့သူမလည်းအဲ့တော့မှတတိယလာတယ်လေပြီးတော့မှတခုခုကိုတတိယသွားဟန်နဲ့အကိုကျွန်တော်ခိုင်းလိုက်တာအရန်နာသွားလားအာရပါတယ်ကျွန်တော်လည်းအရန်ညှစ်လိုက်မိလို့ထင်နေဟေးဟေးဟုတ်တယ်ကျွန်တော်လည်းအဲ့ဒါကြောင့်ပြန်မလို့မိတာရေးသားအောင်မလားတောက်မယ်ဗျဒါနဲ့အကိုလက်ရောအာမလုပ်ပါနဲ့ခေါင်းစီကြိုးကြီးမှုတ်လားစောင်းနဲ့ပဲလှုပ်လိုက်တော့မယ်စောင်းကဘယ်နှရောက်နေလဲကြည့်အောင်ဟာဟုတ်ပါဗျာဟာကျွန်တော်သဘောကျစွာသူမနဲ့အတူလိုက်ရတော့လက်ဆောင်လေးထိုးတယ်ဟုတ်သားပဲကျွန်တော်တို့ကကိုစောင်းနဲ့ကိုမျောနေလို့စောင်းကကိုရီပုံမှာရှိနေတာမဟုတ်တော့ဘူးဘယ်ချိန်ကအောက်ကိုရှော့ချပြီးပေါင်ပေါ်မှာလာဖုံနေလဲတာမသိတော့ဘူးအဖြစ်ကတော့နှစ်ကနေကိုမတူတော့ဘူးဒါပေမဲ့ကျွန်တော်တက်နည်းနည်းတော့ပူသွားစရာဖြစ်နေတယ်ဘယ်နဲ့ကျွန်တော်ကနောက်တစ်ဆက်များတက်ရမလားလို့အခုတော့လူရီစီကတီးတိုးတန်စကားတန်တွေလည်းကြားရတယ်ခင်သန်းတို့လေးဖက်ကနဲ့ဟိုဘက်ကိုပြန်ကတ်သွားတယ်ပို့ဆိုတာကဖင်လေးကိုတောင်ကြွပြီးသူ့ဟာသူစကတ်ထမိန်ကိုနေသားတကြဖြစ်အောင်ပြန်လုပ်နေတယ်လေတော်တော်စိတ်ညစ်သွားတယ်သွားပြီပေါ့မိန်းကလေးဆိုတာကျွန်တော်တို့လုံးမဟုတ်ဘူးသူတို့စိတ်ကျဉ်နဲ့သွားရင်တော်ရုံတက်ရုံစိတ်ပြန်လာကြတာမဟုတ်ဘူးလေဒါနဲ့နေပြည်တော်ကထက်လာတာနည်းနည်းကြာမှကားပေါ်ကတီးထုတ်ဆန်ကြီးပြန်လျှော့သွားတယ်ပြန်အိတ်ကြတာဖြစ်မယ်လေကျွန်တော်လည်းဘေးကိုအရေးချကြည့်လိုက်ပြီးတိတိတသာကြီးပဲရွှေမန်းသူလေးပဲတိုးသွားတယ်ဒါကြောင့်သူမပခုံးလေးတစ်ဖက်ကိုကိုပခုံးနဲ့ထိသွားတယ်လေမတက်နိုင်ဘူးငင်းကမလို့တော့ခုံငါပဲလှုပ်ရတော့မှာပေါ့အေးမပြောဘူးလားညီမပရင်ပေါမှန်ကိုညနာလှည့်ထားတဲ့ခင်တန်းတို့လေးကိုကတ်တိုးလေးမင်းလိုက်တယ်သူမကကျွန်တော်ဘက်ကိုလှည့်မလာဘူးဒါပေမဲ့အင်းလိုပဲပြန်ဖြေလိုက်တယ်လေကိုလေးကလည်းပြန်ရန်ကြလာတယ်ရင်ထဲမှာအတိုင်းမသိပျော်သွားတယ်လေအဖော်ပိုင်းမှာပျော်ခဲ့တဲ့စကားနဲ့ကြောရရင်တော့ကြောင်အိမ်သွားအဖွယ်မှာစီပြန်ပစွန်ထုတ်ကြီးပကံကိုအစင်သစ်တွေးလိုက်ရတယ်လို့မျိုးတကယ်ပြောရရင်ခင်တန်းတို့လေးဆိုတာကလည်းကျွန်တော်ရဲ့ပစွန်တုံးမလေးမဟုတ်လားဒီတစ်ခါတော့ဘဲဘဲလက်ကိုပခုံးပေါ်ပြန်မတင်တော့ဘူးကျွန်တော်ပညာပြောင်းလိုက်တယ်အသားလေးပဲတိုင်းဖက်ပြီးသူမရဲ့တင်းရင်းနေတဲ့တင်ပါလေးကိုမရတရလေးတောက်ဖို့နေတယ်လေအစောပိုင်းတုန်းကရာချစ်ကြီးနဲ့လုံနေနဲ့မကြိုက်ဘူးလို့ပြောထားတာလေးကိုတတိယလိုက်ကတမင်တကာလှုပ်လိုက်တယ်ကျွန်တော်နီးစနစ်မှန်တယ်လို့ပဲဆိုရမယ်လေကျွန်တော်ပခုံးကိုမှီထားတယ်လို့သူမကကျွန်တော်မျက်နှာကိုမော့ကြည့်လိုက်တယ်အကိုပခုံးနာသေးလားမနာတော့ပါဘူးဒါပေမဲ့နေရထိုင်ရတာခက်နေတယ်လေဘလို့ဟိုလေပခုံးကမဟုတ်ဘူးသိတယ်မလားဟိုနေရကလေအော်ဒါလားဟာကျွန်တော်ဖင်းအောင်ဆုပ်ဖောင်းပေါ်ကကြောက်တော့မလို့ဖြစ်တယ်ဒါလားဆိုတာဗစက်နဲ့တည်းမေးတာမဟုတ်ဘူးဗျလက်ကပါရောက်သွားတာကျွန်တော်လည်းဟန်ကြပြီပေါ့ဒါပေမဲ့ခက်နေတာကအခုမှတွေးတဲ့သစိမ်းမိန်းကလေးတယောက်ကိုဘယ်လိုလုပ်ခိုင်းရမလဲအတင်းကြီးငါ့ကိုဟိုဟာလုပ်ပေးဆိုပြီးပြောလို့မရဘူးလေဒါဆိုတာဇလန်းထဲမှာပဲဖြစ်တာအဖြစ်မှကမလွယ်ဘူးနောက်ဆုံးစဉ်းစားရင်ငချင်းစီနဲ့ပဲငချင်းပြန်ကြောရမယ်လို့တွေးလိုက်တယ်ရစစ်စီတော့မလုံနဲ့ညီမရဲ့အကုန်မနေတတ်ဘူးဟဲခမများလဲနော်တကယ်ပဲခင်သန်းတို့လေးကသူမကောင်းကိုတွန်းပြီးကျွန်တော်ကိုညွတ်တွတ်ပြန်ပြောတယ်လေအဲ့ဒီမှာကျွန်တော်လဲဆန်နယ်လေးတွေဖုံးနေတဲ့နှစ်ဖိုးပြင်လေးကိုအသားလေးနမ်းပလိုက်တယ်သူမကကျွန်တော်ကိုဒိတ်ပဲတစ်မျိုးဆောင်းနဲ့အချီနဲ့ချီတော့တယ်ဆောင်းရတီးရဲ့နက်နက်ခင်းနေမထွက်တဲ့မြင်ကွင်းလို့သူမအချီတွေကဝေဝါးလေးပေါ့အ
ကိုဘေးကြည့်ထားနောက်ပြီးချောင်းလည်းမကြည့်နဲ့နော်ချောင်းကြည့်ရင်ကျွန်တော်မလုပ်ပေးတော့ဘူးဟုတ်မကြည့်ဘူးစိတ်ချဘာလို့ပေးမှန်းမသိပေမဲ့ကျွန်တော်ရဲရဲစီးကိုဂရိပေးလိုက်တယ်လေသိကြတာကတော့တခုခုတော့ဖြစ်တော့မယ်ဆိုတာပဲစိတ်ထဲမှာတော့သူ့လုပ်ပေးမှဟိုဟာလားဒီဟာလားဆိုပြီးကြိုတင်ရင်ခုန်နေတယ်လေချန်ပီယံဖိုင်နယ်မှာပင်နယ်ရီအဆုံးဖြတ်ဖမ်းရတဲ့ဂိုးသမားထက်တောင်ကျွန်တော်ပိုရင်ခုန်မိတယ်ဘဲထောင်းကများဝင်လာမလားမသိဘူးခင်သန်းတို့လေးကိုကိုင်းလိုက်တယ်လေဒီလိုကိစ္စဆိုတာကိုကအလိုက်တရမယ်မှန်းသိလို့ကျွန်တော်ခြေရာကိုစန့်ပြီးခက်ရှော့ရှော့လေးနေပေးလိုက်တယ်အဲ့ဒီချိန်သူမကဆောင်းကိုကောက်မှာပြီးခေါင်းပေါ်ခြုံလိုက်တယ်ကျွန်တော်မြင်ကွင်းကသူမမျက်နှာလေးပျောက်သွားတယ်လေဆောင်းအောင်မှာခုံကြီးဖြစ်သွားရောကျွန်တော်လည်းသူမအတွက်အဆင်ပြေအောင်ဘေးလူတွေလည်းမစိမ့်ပြအောင်ဆောင်းစားကိုလက်နဲ့ဆွဲပြီးမပေးထားလိုက်တယ်အရှိတဲ့ကို့အဖြစ်ကိုပြန်စဉ်းစားမိရင်ငါလောက်တာတစောင်းတိုင်းမှာပြီးပုံပြန်လှတ်တာနဲ့တော့တူနေတယ်လို့တွေးမိလိုက်တယ်အရင်ဆုံးကျွန်တော်ဘောင်းမီကျေတိပြုတ်သွားတယ်လေကျွန်တော်ကခပတ်ဝတ်မထားဘူးဒီဘောင်းမီကကျွန်တော်ခါနဲ့ကွက်တိမှုဝတ်မလာခဲ့တာဒီတော့ကျေတိပြုတ်ပြီးတာနဲ့သူမလက်ကစစ်ကိုရောက်လာတယ်ဗျကျွန်တော်နားတယ်တစ်ဆိုတဲ့အတန်လေးတောင်ကြားလိုက်ရလားစိတ်ကူးနဲ့နားတဲ့ကြားရောက်တာလဲဖြစ်ချင်ဖြစ်မှာပေါ့စစ်ကိုဆွဲချတော့တိတယ်နောက်ပြီးသူမလက်ကကျွန်တော်ဘောင်းမီစားနှစ်ဖက်ကိုလာကိုင်းတာလဲတိတယ်ဒါနဲ့ကျွန်တော်လည်းအဆင်ပြေအောင်ဖင်ချပေးလိုက်တယ်လေမြမလူပြောဆိုတာတစ်ဖက်သားကိုကိုညီတတ်တယ်မဟုတ်လားတမအုပ်ဆောင်တိတာကတော့တင်းတင်းကြပ်ကြပ်ဖြစ်နေတဲ့ကျွန်တော်ကောင်ကလွတ်လက်ဖြစ်သွားတာပဲအချုပ်ကျတဲ့လူတွေလွတ်လာတဲ့အချိန်မှာပြင်ပလေးကိုခေါင်းမော်ရှင်ကော့ပြီးရှူတင်းသလိုကျွန်တော်ကောင်ကလည်းဖြစ်တာပဲလေနင်းညံ့လေးဆိုပေမဲ့တင်းလေးနဲ့ခါးလေကနေလာဖမ်းတာကိုခံလိုက်ရတယ်ထောင်ကလွတ်ချင်းပြန်အဖမ်းခံရတယ်လို့ဆိုလို့ရမယ်ကျွန်တော်ကတော့စိတ်တူဘူးလေပြောနေတယ်နောက်ပြီးချုပ်ကင်ထားတဲ့ဟာကငြိမ်မနေဘူးဗျတက်လိုက်ဆင်းလိုက်နဲ့လူကိုငြိမ်လေးမနေနိုင်အောင်လို့လုပ်နေတယ်ကျွန်တော်ဖြင့်ဆောင်းကိုလက်နှစ်ဖက်နဲ့တင်းကြီးဆုပ်ထားရတယ်ငါနဲ့နော်လို့တွေးလိုက်ရင်တော်တော့စိတ်လှုပ်ရှားရတယ်ဘေးမှာလည်းလူတွေနဲ့ဆိုတော့စိတ်ထဲမှာကြောင်ကြင်ကြီးဖြစ်နေတယ်မှန်ဒါမျိုးကကြုံဘူးပါတယ်ကိုကောင်မလေးနဲ့ရုပ်ရှင်နောက်ဆုံးတဲမှာထိုင်ရင်ဒီလိုမျိုးဖြစ်ဖို့ရလေအဲ့ဒါကကိုနဲ့ကြိုက်နေတဲ့ကောင်မလေးအခုဟာကအခုမှတွေးတဲ့လူအချင်းချင်းနာပြီးတော်ရုံဆိုဖြစ်နိုင်ခြင်းမရှိဘူးဆိုတဲ့ဟာဝေးသွား expect ကားပေါ်မှာစဉ်းစားတာကြည့်တော့အဲ့ဒီအချိန်မှာပဲနောက်ခါနေတဲ့ကျွန်တော်အကောင်ရက်သွားတယ်အချိန်ရနေတော့ကားဘရိတ်ကစောင့်အောင်လိုက်လို့ကျွန်တော်တော့လူကကြောက်မတက်လို့ဖြစ်ရောခံစားမှုအတိုင်းတာကဒီရတက်သလိုတက်နေပြီမို့မမေ့နိုင်ဘူးဘာမှဖြစ်တာလဲဆိုပြီးကျွန်တော်ဘိုင်းနဲ့ကက်နေတဲ့ဆောင်စားကိုအသာဟကြည့်လိုက်တယ်လေဟာမကြည့်နဲ့ဟာ sorry ကျွန်တော်ချက်ချင်းမဲ့ဆောင်ကိုပြန်ဖုံးလိုက်တယ်မနေနိုင်ထိုင်နိုင်ကြည့်မိတာကိုဆွေမန်းသူလေးစိတ်ကောက်သားပါစီနဲ့ငါကလည်းနော်ဒီလောက်တောင်ဖြစ်လာပြီးမှတော့ဘာဖြစ်မယ်ဆိုတာရိပ်မိတင်တာပေါ့သူကငါ့ကိုဒီတိုင်းဖြစ်ထားပါမလားသူမလုပ်ပြခြင်းလဲငါဇလန်းပြန်ဆလာတော့လက်ခံပါမလားဒီကောင်မလေးတွေ့ကြုံရှိပဲနဲ့အခုမှတွေ့တဲ့သူတယောက်ကိုဒီလောက်လိုက်လျောပါမလားတော်တောင်းကြတဲ့ကောင်စိတ်ထဲကကိုအဖြစ်တင်ရင်မြင်လိုက်ရတဲ့မျက်နှာလှလှလေးဒီချိန်ဆိုမြင်မြန်းနေပြီဆိုတာစိတ်ကူးတဲ့တောင်မြင်ရောက်လာတယ်ကျွန်တော်ထင်တာဟုတ်ပါစေနဲ့လေချောင်းထဲကအတန်ကိုအပြင်ထွက်ကြလာအောင်နှကန်းကိုတင်းနဲ့စိတ်ထားရတယ်အဲ့လောက်အရာကောင်ဖွင့်ထားတဲ့ကားကြီးပေါ်မှာတော့အဲ့ဒီနေရာလေးကခွက်ပြီးအေးကနဲ့ဖြစ်သွားတဲ့ခံစားချက်ကိုသိတယ်လေအေးတယ်လို့လည်းတိကျတော့ပြောလို့မရဘူးဘာဖြုတ်လဲဆိုတော့ခဏကြာတော့နွေးလေးဖြစ်လာလို့ပေါ့ကျွန်တော်ပြန်မမြင်ရမှန်းသိရတဲ့ကိုဒီတစ်ခါတော့စောင့်ကြည့်ခွင့်နေတဲ့ခုတ်ပေါင်ကြားကိုပြန်ငေါ့ကြည့်မိတယ်တလှုပ်ဖြစ်နေတဲ့
ဆောင်ကိုကြည့်ပြီးအဲ့ဒီဆောင်စာကိုဖက်ဆက်ကြည့်ချင်တာများပြောကိုမပြောနဲ့တော့နင်းတွေထွတ်ထွတ်ဖြစ်နေတဲ့အရာသာကိုသာအာယုံလွှဲရင်စိတ်ကိုထိန်းထားရတယ်နောက်ပြီးတစ်ချက်ပတ်ဝန်းကျင်ကိုလည်းကြီးကန်းတာမြောက်လှမ်းရှိုးရသေးတယ်လေကြုံတွေ့ရတဲ့အချိန်နေသားမကအောင့်ထားခံရတဲ့အချိန်ကာလဒါတွေပေါင်းထည့်လိုက်တော့ကျွန်တော်တိတ်မထိန်နိုင်တော့ဘူးလူကဘလုံးဝငြင်းငြင်းမနေနိုင်တော့ပဲဖင်တစ်ချက်ဖြစ်လာရောဆန့်ထားတဲ့ခြေထောက်နှစ်ဖက်ကိုရှေ့ခုံကပြီးနေရကိုနိကန်မိထားတယ်တော်သေးတယ်ရှေ့ကလူတွေကလက်သိကလက်မောအိပ်ပျော်နေကြလို့ကျွန်တော်ကြောင့်သူတို့ခေါင်းလောက်တာနဲ့နိုးသားနိုင်တယ်လေတဖြည်းဖြည်းပြီးဖို့နီးတစ်ထက်နီးလာလေကျွန်တော်ညင်ညင်ထိုင်းလို့မရလေပဲရှင်မန်းသူလေးကတော့ခေတော့မခေဘူးဗျလက်နှစ်ဖက်နဲ့ကျွန်တော်ရဲ့ကောင်အရှင်းကိုတင်းတင်းဆုပ်ထားတယ်ကောင်းကောင်းကြည့်တွေ့ကြုံရှိလိမ့်မယ်အဲ့တော့ကျွန်တော်ဘလို့လဲကောက်ခေါ်ထုတ်အထဲကိုဘလို့မှအဆုံးဝင်ဘူးတဝက်လောက်ပဲဝင်နေတယ်ဆိုပါစို့ဒါပေမဲ့အဲ့ဒီဝင်နေတဲ့တဝက်လောက်တော့ရီးလက်ခံရတာနော်ဘယ်တော့ကလေးကအညှိုးလဲတော့မသိဘူးအပြင်းထန်တိုက်ခိုက်မှုအလိုအလက်ခံလိုက်ရတယ်နောက်တော့ကျွန်တော်ကောင်လည်းငိုပြီးအရှုံးပေးလိုက်ရတာပေါ့ဗျာခင်ဗျားတို့လည်းကြုံဖို့ကြမယ်ထင်တယ်ရိုလာကိုစတာကိုသွားတတိရတယ်အဲ့ဒီဟာအကြီးကြီးဗျသိတယ်မလားရိုလာကိုစတာကိုစီးတဲ့အခါအပြင်းဆုံးရောက်သွားရင်ပြုတ်ကြမယ်ဆိုတာသိပေမဲ့အဲ့ဒီချိန်ကိုပဲရင်တဖို့ဖို့နဲ့စောင့်နေကြတာလေတကယ်တမ်းပြုတ်ကြရလေဟာနေတဲ့တကိုယ်လုံးလွင့်ကျသွားသလိုခံစားလိုက်ရတယ်ဒီလိုပဲနှစ်ထင်းနေထုဖူတက်ပြီးလူတကိုယ်လုံးလွင့်ထွက်သွားတာဒါတဲ့ကတော့တစ်စစ်မိသွားလာဒီတစ်ခါတော့ကျွန်တော်ဘလို့မှမထိန်နိုင်တော့ဘူးဆောင်းအောက်ကခုံးထားနေတဲ့ရွှေမန်းသူရဲ့ကောင်းကိုဖိပြီးတော့တင်းနေကြီးကင်ပြီးတော့တယ်ဗျာဒီတစ်ခါကျွန်တော်မျက်စိမိတ်ထားတာတော့တော်တော်ကြာလိုက်တယ်စိတ်ထဲမှာသူမလေးကိုအားနာပေမဲ့အဲ့ဒီချိန်မှာတော့အတွေ့ရဲ့အကြီးဆုံးမှုတွေကိုကျွန်တော်ဘလို့မှမတွန်းလှန်နိုင်တော့ဘူးခုနကတော့ငါလို့သူမများရောင်ရမ်းပြီးကြိုက်ဖြစ်လိုက်မလားဆိုတာတော့တွေ့မိတယ်ရုံးကန်ကျင်သလိုဖြစ်နေတဲ့သူမရဲ့ကောင်းကိုမလုံးမိဘူးလေကျောတော့နည်းနည်းချမ်းသာပေါ့လေးကောင်ကျင်မှာထိုးစရာပတ်စံမပါတော့လို့ကိုဟာကိုပေါင်ထိုးတာနဲ့တောင်တူးနေပြီဗျာတအောင်ကြတော့ကျွန်တော်ကောင်ကဘကက်တီတိုင်းပြန်ပြီးရောက်သွားတယ်ဆိုတာသိလိုက်တယ်တော်သေးတာပေါ့စိတ်ထဲတမျိုးဖြစ်နေလို့ရှင်မန်းသူလေးကောင်ပြန်ထွက်လာတာတော့သူမကိုကြောင်ပြီးငိမ့်နေမိတယ်လှပတဲ့မျက်နှာဖျို့ဖျက်ခွေကကြာနေတဲ့သူမစပင်လေးတွေပြန်ပြီးတက်ရင်ရှင်မန်းသူလေးကိုတော့ကျွန်တော်အဆွဲလန်းကြီးဆွဲလန်းမိသွားပြီကြည့်ပါအောင်115မိုင်မှာကားရက်တုံးကပြန်ဆိုးထားတဲ့နှကန်းကြီးလေးတွေမရှိတော့ဘူးပါလာသိငယ်တဲ့နှကန်းပူပူလေးဒါလေးကအကုန်စင်ပြေသွားပြီမလားကျွန်တော်ကြောင်ငင်းနေတော့ရှင်မန်းသူလေးကပဲစကားဆပြောတယ်သူမအကြည့်တွေမှာလဲကျွန်တော်ရဲ့အခြေအနေတွေကိုစူးစမ်းမှုတွေပါနေတယ်လေပြေးတယ်အရင်စင်ပြေတယ်အခုကညီမကိုအားနာတာတော်ပြီအကိုကျွန်တော်တို့စောင့်ပြောနေတော့ကျွန်တော်အိတ်ချင်နေပြီအိတ်တော့မယ်နေ့ပြန်လဲကျွန်တော်အလုပ်ရှိသေးတယ်ဗျဟာ sorry ပါဗျာအိတ်တော့မယ်ဗျာအကိုလည်းအိတ်တော့အဲ့ဒါနဲ့သူနဲ့ကျွန်တော်နောက်ဆုံးပြောဖြစ်တဲ့စကားပဲရှင်မန်းသူလေးဟာပရင်ပေါက်ဘက်ကိုပြန်လှည့်သွားရုံမကမျက်စိပါမှိတ်ပြီးအိတ်သွားတာဒုံးထီကြီးစကားဆပြတ်သွားတာမှန်သိပေမဲ့ကျွန်တော်အတင်းကရောစကားဆက်မနေတော့ဘူးသူမကိုငေးချင်နေတော်လေးချလာတော့စိတ်ထဲတစ်မျိုးဖြစ်လာတာနဲ့အိပ်ပျော်တာလားအိပ်မပျော်တာလားမသိတဲ့ရှင်မန်းသူလေးဘက်ကိုမကြည့်တော့ပဲကားမိုးကိုပဲတစ်ခါမှမမြင်ဘူးသလိုစိုက်ကြည့်လိုက်တယ်စိတ်ထဲကတော့ဘလို့မှဆက်ထုတ်လို့မရတဲ့အစောကအဖြစ်ကိုအခုတည်းတည်းမယုံကြည်နိုင်သလိုဖြစ်နေတယ်ဗျာဒါတကယ်များလားတနေ့ဝင်ပြီးလေတနေ့ထွက်ရမယ်ဆိုတာတကယ်တော့ကလေးတောင်မှသိတဲ့လောကနီးရမှာတရားဒါပေမဲ့အခုတော့ကျွန်တော်မှငငယ်တုန်းကရန်ဖြစ်ရင်
ကျိမ်းမောင်းနေကြစကားအတိုင်းဖြစ်ချင်နေပြီနောက်တစ်နေ့နေထွက်တာကိုမမြင်ချင်သေးဘူးလေအတွေးတွေကပလုံစီနေခဲ့တာမို့ရှင်မန်းသူလေးအိပ်ပျော်သွားတာတော့ကျွန်တော်အိပ်မပျော်ခဲ့ဘူးလူကိုခက်ချော့ချော့လေးနောက်မှမိထားရင်တက်တာသလိုနေခဲ့တယ်အပေါ်တက်တဲ့ကလာနေတဲ့အေယာကုန်းလေတန်းကိုတိတ်ဆိတ်ညင်းသက်နေတဲ့ကားကြီးထဲမှာအိမ်မပြောသူကကျွန်တော်ပဲဖြစ်နေတဲ့အတွက်ထီးကျန်ဆန်တယ်လို့တော့ခံစားရတယ်လေတစ်ချက်ခက်ဆောင်ဆောင်အတွေးတွေနဲ့အချစ်ကိုစတွေ့တာများလားဆိုပြီးရှင်မန်းသူလေးကိုခိုးချစ်မိတယ်ဒီလိုနဲ့ကျွန်တော်နှိမ့်ကနေတစ်ချက်အိပ်ဖြတ်သွားတယ်နားထဲမှာလက်ဆောက်လာတဲ့အတန်းနဲ့ကျွတ်တဲ့အကြားလို့မျက်လုံးဖွင့်ကြည့်လိုက်တော့ရင်နှောင်းလိုက်ကောင်လေးကကျွတ်အိတ်တလုံးကိုင်ပြီးနားရောက်လာတာတွေ့လိုက်တယ်လေလက်ထက်စနုတော်ဝါထည့်ထားတဲ့အထုပ်လေးကိုလှမ်းပေးလို့ခါကိုအကျော်ဆန့်ပြီးကျွန်တော်လှမ်းယူလိုက်တယ်တတိယလို့ဘေးကိုကြည့်လိုက်တော့ရှင်မန်းသူလေးကမနိုးသေးဘူးဒါနဲ့စပယ်ယာကောင်လေးပေးတဲ့အထုပ်ကိုတမင်တကာကျွန်တော်ကပဲယူလိုက်ပြီးသူ့ရှိကအိတ်လေးတွေထည့်ထားပေးလိုက်တယ်ပြီးတော့ပေါင်ဝင်းချင်းကိုကျွန်တော်တစ်ချက်ချိလိုက်တယ်လေကျွန်တော်စိတ်ထက်ချစရာဖြစ်သွားတယ်ဘေးနာကတော်ကြီးကနုနေပြီဗျသူကတော့ကျွန်တော်ကိုပြန်ပြီးအကဲခတ်နေတယ်အချီတွေကဒီငနာလေးဘာလို့မလို့လဲပေါင်ဝင်းချင်းကိုလိုက်ရှိုးနေတာဆိုတာစူးစမ်းတဲ့အကြည့်ကျွန်တော်အရှင်ရပြီးမှရှင်မန်းသူလေးကကားပေါ်တက်လာတာကြောင့်ဒင်းကကျွန်တော်တို့ဘာမှမပတ်သက်ဘူးဆိုတာသိနေတာနေမှာဟင်းအတော်ကြီးတွေများခက်တာပေါ့အိတ်ဆရာရှိတာအိတ်တာမဟုတ်ဘူးသူ့ကိုယ်သူအမျိုးသမီးရင်းရာကကြာနေတာပဲကျွန်တော်လဲငါကတော့ဘာမှလုပ်မရတော့မှမဟုတ်ဘူးဆိုတာသိပြီးထားလိုက်တော့ဟုဆိုပြီးဒီဘက်ပြန်လှည့်လိုက်တယ်ဟောညီမနိုးနေပြီလားသူနိုးနေတာကျွန်တော်ကိုမေရှင်မန်းသူလေးကကျွန်တော်ကိုမေလေးချိနေတယ်ကျွန်တော်အမေကိုမဖြေသေးပဲနှလုံးထဲတွေပြုံးနေရှာတယ်ကျွန်တော်ကသူ့မလို့နှလုံးထဲတွေမပြုံးတဲ့လို့ပါးစပ်နဲ့ပါပြုံးရင်ရှေ့မှာထည့်ထားတဲ့စနုတာဝါကိုလက်ညှိုးထိုးပြလိုက်တယ်လေသူ့မကိုတမင်တကာဆွဆွလေးဖြစ်နေတဲ့အကြည့်နဲ့ကြည့်လိုက်တယ်ကျွန်တော်ရဲ့အကြည့်တွေကိုရှင်မန်းသူလေးကချောင်းဖက်မတော့ဘူးတန်ပြန်ပြီးစိုက်ကြရင်တအားလောက်ကြာမှမျက်နှာတစ်ဖို့ရက်အောင်မလားအကိုသိလားတီးဘူးဗျအကိုကရန်ကုန်မန်းလေးတိတ်မသွားဘူးခါရိုက်ရက်တယ်မလားကျွန်တော်စကားလဲဆုံးရောရွှေမန်းသူလေးကကိုဆန့်ပြီးအပြင်ကိုလှမ်းကြည့်လိုက်တယ်ကျွန်တော်လဲအဲ့တော့မှသူမချစ်တယ်လို့အပြင်ကိုလှမ်းကြည့်လိုက်တယ်အစတော့ကတော့ဒီလောက်အချိုးချပြီးချောလာတဲ့မန်းလေးသူနဲ့ဘယ်လိုဇလန်းစင်ရင်ကောင်းမလဲဆိုတာတွေးရင်သူ့ကိုပဲကြည့်မိတာလေရောက်တော့မှာပဲအိမ်တွေတော့မြင်နေရပြီဟုတ်သားပဲဗျလမ်းဖေးမှာလဲကွင်းတွေမရှိတော့ဘူးအိမ်တွေကိုမြင်နေရပြီမန်းလေးမျိုးတွေဝင်လာပြီထင်တယ်ကျွန်တော်အဲ့တော့မှဖုန်းကိုထုတ်ပြီးကမန်းကတဲ့အချိန်ကိုကြည့်မိလိုက်တယ်9:30ပါလားရောက်တော့မှလားညနာတစ်ဖို့မရက်တော့ဘူးလားကျွန်တော်ဦးကြောင်နဲ့သူမမေးတဲ့စကားကိုပဲပြန်ဖြေမိတယ်ရှင်မန်းသူလေးကျွန်တော်ကိုစကားနဲ့မဖြေတော့ဘူးခေါင်းတန်ခါပြတယ်လေမရက်တော့ဘူးဆိုတဲ့သဘောဘလို့လဲဟာစကားနဲ့တော့မဖြေချင်းတော့ဘူးလားငါ့ကိုများဟိုညာမွေးပန်းသချင်းတွေကလို့ညာတော့ကတွေးခဲ့တဲ့ခေါင်းလေးတယောက်လို့ဆိုပြီးထားသွားမှလားညီမဒီလောက်တောင်ခင်မင်ပြီးမှတော့နာမည်လေးအပန်းမကြည့်ရင်ပြောပြပါလားဟင်းခမ ्या ကနာမည်အရင်မေးမယ်ပြီးရင်ဖုန်းနံပါတ်မေးမယ်နောက်တော့အိမ်လဲလာမယ်အဲ့လိုကြံထားတာလားရုပ်တည်ကြီးနဲ့ဖြေတဲ့အဖြေမှုကျွန်တော်ပြန်ပြောရတော်တော်ကြက်သွားတယ်စိတ်ရောမှန်ရလားမသိဘူးနင်းနဲ့ငါနဲ့ညတော့ကဟိုရင်းဟွန်အားဖြစ်တဲ့အထီတောင်ရင်ခုန်ခဲကြတာလေမှတ်ကောမှတ်မိသေးရဲ့လားကျွန်တော်လဲအလျှော်မပေးစင်တာနဲ့ညီမနဲ့အကိုဆုံးရဲ့အဖြစ်ကစမ်းကြယ်လို့ပါအကုတ်ဘွားမှာမေးဖြောက်လို့မရနိုင်နဲ့ရင်ခုန်မှုတစ်ခုပဲလေမေးလို့မရလဲစူးစမ်းပြီးမေ့ဗျာကျွန်တော်ကတော့ဒီကားပေါ်ကဆင်းတာနဲ့အကုတ်ကိုမေ့လိုက်မှာမမေ့လို့မဖြစ်ဘူးလားကြုံမှာကကျွန်တော်ပဲလားကြုံမှာဒါဆိုခမရသဘောပေါက်တော့ဘလို့ကြီးလဲဟာကျွန်တော်တော်တော်ဦးဆောင်ဖြစ်သွားသလိုဘာဆက်ပြောရမှန်းလည်းမသိတော့ဘူးတော်တော့နားလေရခက်တဲ့ကိစ္စပဲဒီတိုင်းဆိုရင်တော့ဘာမှလုပ်လို့ရမှာမဟုတ်ဘူး
နာမည်လေးတောင်မပြောချင်တော့ဘူးဆိုမှတော့ဘာဆက်လုပ်ရမလဲဗျာနာပြီးဘဲလာကြမှာတဲ့ဟုတ်အထွေးကိုစိမ်းနဲ့ညှိသက်သွားလို့ရွှေမန္တလာကားကကျက်ဆက်ကန်ကားကြီးဝင်းနဲ့ချိုးခွတ်သွားတာတောင်တတိမထားမိလိုက်ဘူးကားပေါ်ကလူတွေထိုင်ကုန်တွေပြန်မှတ်ပြီးအထုပ်ဆွဲတဲ့သူကဆွဲဆိုတော့မှကျွန်တော်သိတာမတက်နိုင်တော့ဘူးကျွန်တော်လည်းဆောင်ကိုပြန်ခောက်လိုက်တယ်အဲ့ဒီဆောင်ခောက်အောက်မှာတော့ရွှေမန်းသူလေးကအပြင်ကိုငေးနေရကတစ်ချက်ကျွန်တော်ကိုစောင့်ငှက်ကြည့်လိုက်တယ်ကျွန်တော်တခုခုပြောမယ်လို့ပြင်လိုက်တော့သူမကပရင်ပေါက်မှန်ပတ်ပဲကြက်လက်သွားတယ်လေကားပေါ်ကနေတတော်ကိုတိုးဆင်းလိုက်ပြီးသုံးပိတ်ယူမလားဆိုင်ကယ်ယူမလားဆိုတဲ့တန်တွေကိုလက်ခပြရင်အဖေနဲ့အမေရှိကတတိုင်းတပ်ဖွဲလျှောက်လာခဲ့တယ်တော်သေးတယ်ဝိုင်းအောင်နေတဲ့လူအုပ်ကိုကြော်လာလိုက်ပြီးကျွန်တော်တို့လားကြုံနေတဲ့သူတွေကိုတွေ့တယ်ဒီတစ်ခါကျွန်တော်နောက်ကလိုက်လာတဲ့အဖေနဲ့အမေရှေ့ကိုရောက်သွားပြီးကျွန်တော်ကအလွတ်လွတ်နောက်ရောက်သွားတယ်ကျွန်တော်လည်းအခုကြမှာတော့ကားပေါ်ကစိတ်ကန်ကြီးအခုသွားတော့မယ်နော်ဆိုပြီးတခေါနဲ့နှုတ်ဆက်ခဲ့ရတဲ့ရွှေမန်းသူလေးကိုပြန်လေရှာမိနေတယ်သူမပြောသလိုဘဲဆိုတဲ့အကောင်ကလာကြုံနေသလားလို့လေအကိုဘာတွေနောက်ပြန်လှည့်ကြည့်နေတာလဲပစ္စည်းကြံခဲ့လို့လားကျွန်တော်ပခုံးကိုလာပုတ်တဲ့အတူဘေးနားရောက်လာတာကတော့ဒေါ်ရင်ရဲ့သားငယ်ကြော်ပါကျွန်တော်ထိုင်ငယ်ပြီးဘောဓာဖြစ်နေတဲ့သူတယောက်ပေါ့ဘာမှမကြမ်းပါဘူးကွာအတိတ်တယောက်များတွေးလိုက်လို့လားလို့ဘာလဲလားချိုးတဲ့သူတွေတဲ့ကလားအေးအခုအတိဆိုတာဟိုတယောက်လားဒီဘက်ကြည့်နေတာဗျအမေတော့အမိစားလေးပဲဟေးဟေးစားကမသေးဘူးသူပြတဲ့နေရာကိုကြည့်လိုက်တော့ရွှေမန္တလာကားကိတ်အစွန်မှာရှင်းနေတဲ့ရွှေမန်းသူလေးကိုတွေးလိုက်တယ်ကျွန်တော်ဘက်ကိုကြည့်နေတယ်လေကျွန်တော်ရှိနေတဲ့နေရာဆိုရင်နည်းနည်းနဲ့လှမ်းနေကျွန်တော်စိတ်ထဲသူမရဲ့မျက်ဝန်းတွေကိုအနှိကက်မြင်လိုက်ရတယ်လို့ပဲရှင်ထဲမှာအမြင်မဖော်နိုင်တဲ့ခံစားမှုတစ်ခုကချက်ချင်းဖြစ်လာတယ်။တော့ကြမယ်လေကြောမင်းတို့ကဘာလုပ်နေကြတာလဲ။ဒေါ်ရင်ကိုရိုင်းကလှမ်းခေါ်လိုက်လို့ကျွန်တော်တို့နှစ်ယောက်ချက်ထားတဲ့ကားလေးစီပြေးလာခဲ့တယ်လေ။ကြောကကားမောင်းသူနေရာဝင်းထိုင်လိုက်ပြီးအဖေကမင်းတို့ညီကိုခေါင်းကမ်းမှာပဲထိုင်ကွာဆိုပြီးပြောလိုက်လို့ကျွန်တော်ကြောပေးနာဝင်းထိုင်လိုက်တယ်။အဲ့နောက်တော့ကျွန်တော်တို့ကားလေးချက်စက်ကန်တွေကတလိန်ချင်းထွက်လာခဲ့တယ်လေကျွန်တော်စိတ်ထဲမှာတော့သူမပြောတဲ့လားကြုံမဲ့သူဆိုတာဘာဖြစ်လို့များရှိမနေတာလဲဆိုတဲ့အတွေ့တစ်ခုကအချိန်တော်တော်ကြာတဲ့အထိကြီးစိုးထားခဲ့တယ်အေးပြောရအောင်မယ်မန်းလေးကနေရန်ကုန်ပြန်လာတော့လေကျွန်တော်ဘာဆူတောင်းမိတယ်ထင်လဲခမရတို့သိမှာပါဒါပေမဲ့ဆူတောင်းတိုင်းသာပြည့်ရမယ်ဆိုရင်လူတွေအားလုံးထိပေါက်ကုန်ကြမှာပေါ့ဒီတစ်ခါတော့ကျွန်တော်ပြီးလာကြတာကအိတ်ထဲပါလာတဲ့ကုန်းတော့ကိုတစ်ခုပြီးတစ်ခုယူစားပြီး9မိနစ်လောက်တခါရှေ့မှာချိတ်ထားတဲ့ချွတ်အိတ်တီလေးတွေကိုကွန်သရီတွေထွေးထက်တဲ့မုံညာကကြောင်းစရာဆိုတဲ့လူတစ်ယောက်ပေါ့ဗျာလမ်းတစ်လျှောက်လုံးလေကျွန်တော်ကိုမိတ်ဆွေဖွဲ့ပြီးစကားပြောလာတာလေကန်တက်တဲ့ဆိုတဲ့ကျွန်တော်တော့လက်မြောက်ရှုံးပေးရမယ်နောက်ဆုံးကျွန်တော်စာတန်းလေးတစ်စောင်ရေးစရာရှိလို့နော်ဆိုပြီးအတင်းစကားဆပြက်ပြီးဒဏ်ရာကြီးစောက်ပွင့်ပြီးစာရေးနေလိုက်ရတယ်။ဘာမှတော့မဟုတ်ပါဘူးဗျာ။ကြပြလို့စားလို့လေးရင်းမိတာပေါ့။စိတ်ဝင်စားရင်တော့ဖတ်ကြည့်ကြတော့ပေါ့ဗျာ။အဲ့ဒါပါပဲ။တစ်ခါတလေကြတော့လေကြုံတွေ့ရတဲ့အဖြစ်အပျက်တွေကစမ်းကြယ်လွန်းလို့သူများကိုမပြောရမနေနိုင်လို့တက်တက်လောက်လေးစာရေးကြည့်တာပါ။တနေ့တစ်ချိန်မှာတယောက်သောသူကတွေ့သွားတယ်ဆိုရင်လေတတိယနေသေးတဲ့သူတယောက်ရှိတယ်ဆိုတာသိရင်ကျင်းနေပါပြီဗျာခမရတို့လည်းကျင်းနေလိုက်ပါတော့ကျွန်တော်ရဲ့ရွှေမန်းသူလေးဒါပါပဲဗျာကျမတို့ရဲ့ဇလန်းလေးကိုအဆုံးထိနားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်